များတို့ဒီလာဟောတဲ့စာရေးဆရာကြီးတော်တော်လေးများနေပါအဲ့ထဲမှာကျွန်တော်ပုံစံမျိုးကတော့ကျွန်တော်တယောက်ပဲရှိနေမှာလို့ထင်နော်ကျွန်တော်ခုနဒေါက်တာဆိုင်းအောင်ဝင်းဖတ်ပြတော့မှဒီမှာဟောသွားတဲ့စာရေးဆရာကြီးသိရင်သိတာကျွန်တော်တို့ဘော်ဒါတွေပါပဲကျွန်တော်ဟောပြောပြတယ်ကျွန်တော်ဒီမှာလာဟောတာဒါဒီပိဿကတော့ကျွန်တော်တို့အနေနဲ့ဆိုရင်တော့ဒါကျက်ပွဲလောက်ပဲရှိပါသေးတယ်ကျွန်တော်တို့ကတိုင်းခမ်းမတွေမှာပိဿ4000 5000လောက်ကိုဟောလာတာဆိုတော့ဒါတော့ကဒါလည်းအတော်များတာတောင်ပွဲနေတယ်ကျွန်တော် subject derivation ဘာမှမဟုတ် television ကိုပညာပြီးတော့ကျွန်တော်ထွင်းထားတာဟာ derivation ဆိုလောကမှာတိုက်ဆိုင်မှုတွေတော်အားဟုတ်ကောကျွန်တော်တောက်ကြမဂ္ဂဇင်းအဲ့ဒါရုပ်ပါကျွန်တော်တို့ကစာဖတ်တော့အပတ်တင်ဂျာနယ်တွေကိုအလွတ်မပေးတော့ဖတ်တော့အများအားဖတ်နေတနေ့မှဂျာနယ်တော်ဖတ်ရင်းနဲ့ဘာသွားတွေ့လဲထူးဆန်းတဲ့တိုက်ဆိုင်မှုအီရတ်ကသမရဆဒမ်ဟူစိန်နဲ့ကျွန်တော်နဲ့ကဝိနည်းတဲ့ကေတခုတည်းဖြစ်ဟာကျန်ကျန်ပေါ်မှာများခင်ဗျအသက်ရှင်တူတူပဲဝိနည်းတဲ့ကေတူတူပဲဆိုကျွန်တော်စဉ်းစားတယ်ဆဒမ်ဟူစိန်ကဂက်ဒတ်မှာသူ့မေမီးထွက်တဲ့အချိန်မှာကျွန်တော်အမေကဒလူမှာကျွန်တော်မွေးတယ်နဲ့တူတယ်ဆရာဦးစိန်နဲ့ကျွန်တော်နဲ့ကမီးဝင်မီးလွတ်များလားစေစပမာတိုက်တယ်နောက်ကျွန်တော်ထပ်ပြီးတော့စဉ်းစားကြည့်တော့ဆရာဦးစိန်ဒီနေ့ဘာဖြစ်နေအမေရိကန်ရဲ့အကျဉ်းသားဖြစ်နေဘက်ဂဒတ်မှာစိတ်ညစ်နေရဆရာအီဂျာဒီနေ့ဘာဖြစ်နေဘာမှမဖြစ်လျှောက်ထားတယ်ထူးခြားမှုတွေကျွန်တော်တို့ဒီမှာစာရေးကြတွေလည်းတော်တော်များများလာဘူးတော့ဒါကျွန်တော်တို့ရဲ့အာဘော်တွေဝင်းဝန်းနားထောင်မှုပါဒီစကားပြောတဲ့ကိစ္စဒီပေါ်မှာမလွယ်ကျွန်တော်6နှစ်သားတွေကဇက်ခုံရောက်အကုန်တော့ဘူးလေလူပဲပြောဘူးလေအချင်းဆိုဘူးလေစတေချိုးဆိုဘူးလေပြတ်သက်ကဘူးလေကိုယ်တိုင်ကတယ်ဇက်ကစားတဲ့ကောင်သင်ပေးဘူးလေရှေ့မန်းတို့များရှေ့ပိုင်းပြတ်သက်ဒါရီတာ4နှစ်တကယ်လို့ပဲအမျိုးစုံကြာပန်းအဲ့ဒီထဲမှာဒီခေါ်ပြောတဲ့အလုပ်တော်တော်ကြောင်တဲ့အလုပ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဇက်စာပြီဆိုရင်မျက်နှာမှာမိတ်ကပ်ပါတယ်ကျွန်တော်တို့ slide တွေထိုးပြီးသားကျွန်တော်တို့ supporting လုပ်ပြီးတဲ့ setting light တွေပါ music ပါဒီမှာဘာမှမရှိဘာဆိုင်မှလည်းမရှိဘာကလကာမှလည်းမရှိဘာမိတ်ကပ်မှလည်းမသိအဲ့တော့ခုမြင်နေတာ original အရာခွေးပဲဘာမှအိုင်ရှယ်ဒိုတွေကဘာလုံးတော့ဒီတိုင်းအဲ့ဒါ origin မှာကိုတော့ origin နဲ့ကြားရပါတော့မနေ့ကတော့မှပင်မသွားတာနဲ့သွေးတက်နေတော့ခုဆိုသွေးတိုးနေတဲ့အရာခွေးပဲ pressure အရာခွေးပဲဟုတ်တော့ဒီမှာစကားပြောတဲ့တိုင်အလွယ်စာရေးကောင်းတိုင်းစကားပြောမကောင်းစကားပြောကောင်းတိုင်းစာရေးမကောင်းတခြားကြီးစာရေးကောင်းဖို့စကားပြောကောင်းဖို့ကဘာလဲကတမျိုးစီဘာလို့ဒီကောင်မှစကားပြောတဲ့တက်မလွယ်လဲလို့ဆိုကျွန်တော်တို့လွန်ခဲ့တဲ့အနှစ်စိတ်တော့ပါအမတန်းမှာတိတ်ခွေလောကမှာပြောကောင်းနေဆိုတဲ့အတန်မင်းသားတယောက်ကျွန်တော်ရဲ့မှတ်မိသေးတဲ့ယူရီခင်စိန်နိုင်ရဲ့ဒီ3ယောက်အင်းစိန်ကြီးကစက်ကောင်းစိတ်မှာသွားခေါ်သူကွဲသွားမပြောတာမတော်လို့မို့ဒီဖီးကသူတဲ့ဖီးအစိမ့်ဖြစ်တယ်နောက်နိုင်ငံရောသမင်းသားကြီးတယောက်ဒီငါကောင်းမှာအဲ့ခံစကားထပြောတာဦးနေခရင်ဖြစ်အဲ့ဒါမတော်လို့မို့ဖီးမတူဘူးနော်ဒီမှာကအိတ်ချုပ်စရာတယ်ဒီလိုဘာမှမရှိကျွန်တော်ရဲ့မိုက်ခရိုဖုန်းနဲ့ကျွန်တော်ဒါပဲရှိပေးတဲ့ကိုဘာနဲ့မှမထိနိုင်ဘူးဗဇက်ကလေးတစ်ခုတည်းနဲ့ထိတာကျွန်တော်ဒီမိုက်ခရိုဖုန်းကိုကျွန်တော်ချစ်လေးလို့သဘောထားတွတ်နဲ့ရှောက်ပြောနောက်တော့ fry ရှိနော် stage fry public fry စင်ချောက်ချင်းစင်ကြောက်ချင်း stage fry ဟာ public fry audience fry ပေးတဲ့6ချင်းပေးတဲ့ကြောက်ချင်းစင်ချောက်ချင်းစင်ကြောက်ချင်းစင်ကျွန်တော်ဒီရှိုင်းဟုတ်ကစင်ကျွန်တော်ရှားလဲထုတ်မရဘူးရေလုံးနဲ့ပြုတ်မပြသူ့ဘာသူနေစိတ်က6နော် public fry audience fry ပေးတဲ့6ချင်းပေးတဲ့ကြောက်ချင်းပေးတဲ့အမှန်တန်စီကန်းရှိတဲ့ပေးတဲ့ပါကျွန်တော်အောက်ကနေဟီလာဟာလာလို့တခုမှမပြီးစိတ်က6စိတ်က6ကြောက် fry ကြောက်ပါဘာဖြစ်လို့စိတ်က6ပြန်ပြီးတော့စိတ်ပြင်းစဉ်းစားကြည့်အကြည့်မျက်လုံးလူတိုင်းအကြည့်လူတိုင်းရဲ့မျက်လုံးမှာတကိုးရှိအိုင်းစတောက်မျက်လုံးမှာတကယ်တကိုးရှိတယ်မယုံရင်စမ်းကြည့်ဟိုမှာခြားလေးတွေနော်လူငယ်တွေဈေးထဲမှာအသက်သက်ရှင်နေ20ကြားစကီလေးတွေတွေ့
အဲ့ဒီလေးလည်းရိုးမှုနော် B31 G44 B အမှန်စားကြီးပြန်စားဂီတာရှိတ်ကလေးနော်ကျွန်တော်ပြောတာရက်တောင်ရှိတ်တို့အာဘေးကြောက်ရှိတ်တို့ခောက်လိုက်နောက်ရောင်ဝဲဦးရှိတ်တို့ပုတ်ရှိတ်တို့တိုက်ကြီးရှိတ်တို့ခောက်လိုက် B31 G44 B အမှန်စားကြီးပြန်စားဂီတာရှိတ်ကလေးတို့လမ်းမှာသူ့မျက်နှာနဲ့ကိုယ်မျက်နှာသူ့မျက်လုံးနဲ့ကိုယ်မျက်လုံး face to face eye to eye တွေ့ရင်မျက်တော်မခါပဲသေးချာကြည့်မျက်လုံးနဲ့တကုန်း10မိနစ်လောက်ကြည့်လိုက်ရင်အဲ့ဒီမျိုးသမီးပြည်ရင်ထဲမှာဖိုးတိုးဖတ်တာဖြစ်လာတယ်မျက်လုံးနဲ့တကုန်းမျက်တော်မခါနဲ့ဆက်ကြည့်ဦးနောက်ထပ်9မိနစ်လောက်ကြည့်လိုက်ရင်အဲ့ဒီမျိုးသမီးရင်ထဲမှာဒုံနဲ့ဖြစ်ဆက်ကြည့်ဦးမျက်တော်မခါနဲ့နောက်ထပ်3မိနစ်လောက်ကြည့်လိုက်ရင်အဲ့ဒီမျိုးသမီးလေးရင်ထဲကကြိတ်ပြီးမှတ်ချက်ချဒီလူကြီးအကြည့်ရဲတာနှာဘူးကြီးနဲ့တူတယ်အဲ့ဒါမျက်လုံးရဲ့တကူအိုက်ပါဒီမှာကျွန်တော်တို့စင်ပေါ်မှာအလုံးလုံးနေရတယ်ပြည့်တဲ့2000ရှိမျက်လုံး4000ရဲ့အိုက်ပါသူ့တဲ့အားကိုကျွန်တော်ဒီကနှလုံးလေးနဲ့ခံထားတာမျက်လုံးနဲ့ကျွန်တော်ခံထားရတာအဲ့ဒါအတွေ့အကြုံနေရင်အဲ့ဒီဝိုင်းကြည့်တာနဲ့ကိုခဏဒုက္ခရောက်ကျွန်တော်တို့ကျောင်းလုံးက6တန်းကျွန်တော်တို့အတန်းဝင်ဆရာဦးအောင်တန်းနဲ့ကျွန်တော်တို့ပြောကျွန်တော်တနေ့ကျရင်လူရှိမှစကားပြောရတော့ကျွန်တော်တို့ဆိုဗမာပြည်မှာ public speaker ပေါ့ဗျာကျွန်တော်ဆိုရင်စာရေးတာနှစ်50ကျော်ပါပြီဟောပြောတဲ့ဥစ္စာ59ခုနှစ်ကစပြီးဒီနေ့ဒီမနာရန်ဟောလာတဲ့ဥစ္စာနှစ်40 50နာကတ်နေပါပြီပွဲပေါင်း1000မကတော့ပါဘူးဘယ်တော့ခေါ်မိမှလည်းမသိပါဘူးသတိလည်းဂါလန်3နာလောက်ပဲထွက်သွားပါပြီတော့ပြောတာခုတည်းပြောနေရတော့မယ်တော့ဒီမှာအဲ့ဒီမျက်လုံးကြောက်ကြောက်တရားတယ်အတန်းဝင်ပြဦးအောင်တန်းကျွန်တော်တို့စကားပြောပြကျင်ပြီးတော့အတန်းထဲမှာကျွန်တော်တို့42ယောက်ရှိ6တန်းအဲ့ဒါအချင်းချင်းပြန်ပြီးအလှည့်ကြငယ်လူပဲလို့ဟောပြောပါဆိုဒီ42ယောက်စလုံးကအချင်းချင်းကမြင်းဘက်တည်နေကိုချင်းပြီးသားဒါပေမဲ့အတန်းထိတ်ကနေဖျားရက်တဲ့နေရာနေလဲပြီးတော့ပြောပြီးဆိုတဲ့ခါကျတော့ကိုတငယ်ချင်း41ယောက်ကမျက်လုံးကိုဝိုင်းကြည့်တာအဲ့ဒါကကြောက်အတန်းထဲကတုံ6ဘက်ကမြင်းဘက်ကြီးပြန်ကြောက်တနေ့တော့အဲ့ဒီငယ်လူပဲပြောတော့အဲ့ဒီမေတ္တာတရားနဲ့ပတ်သက်တောင်းညွန့်ဆိုကျွန်တော်တကယ်ကြီးကျွန်တော်ဆော့ပဲတောင်းညွန့်ပြောတော့မှာကျွန်တော်တို့ကြည့်တာအဲ့ကောင်ကြောက်ဒီကောင်အရက်ကုန်းကုန်းတိုက်ထားတယ်အာလာဝကဆင်ကြီးတာမြတ်စွာဘုရားအစွမ်းနဲ့ထိုးမလို့ပြီးလာတဲ့ခါမှာမြတ်စွာဘုရားဟဲအာလာဝကဆင်ကြီးရက်လို့မရဘူးခင်ဗျာအာလာဝကဆင်ကရှေ့ဆက်တူးတာဘုရားရှင်ကဟဲအာလာဝကဆင်ငါအမိတ်ပြီးတယ်ရက်လို့အဲ့မှာအတောင်းရင်ကဥအောင်သားတွင်းဘယ်လေးဒီတော့တောင်းညွန့်ဖြတ်ပါလေဆရာဒီကောင်တောင်းညွန့်အာလာဝကဘလူးပွားတယ်နာရာဒီကဆင်တယ်မြို့ကဆင်းတဲ့ဘလူးနဲ့ပါနေပြီ။ဒါတော့ဒီကောင်မလျှော့ဘူးဗျ။ဖျားတဲ့ကျွန်တော်ရည်ရအောင်ပြောတာပါလာတယ်။အဲ့ဒါခုနကပြောမျက်လုံးနဲ့ကြောက်တယ်။ကျွန်တော်တို့ဒီစာရေးပြမလေးတွေအငယ်ပါလေးတွေချောလေးတွေရှင်မော်ကျွန်တော်နဲ့တွဲပဲဟောပြောပွဲတင်လိုက်တဲ့ခါကျတော့ပိဿကဝိုင်းကြည့်နေတယ်လူတွေတုံပြီးတော့ဒီဟောပြောပွဲကြီးမှာအခုလိုကျွန်မသဘောပြခွင့်ရတဲ့အတွက်ဟာဒုက္ခရောက်တယ်အဲ့ဒါအကြည့်အိုက်ပါဝါဒန်ကိုကြောက်မှာမကြောက်ကျွန်တော်တို့လေ့ကျင့်တဲ့အခါမှာပထမဆုံးပိဿကိုမကြောက်ဘူးအရင်လုပ်ခိုင်းရကျွန်တော်တို့တော့ရဲလုံးဝိုင်းတော့ကလေးဘွားတွေက6နှစ်သားတွေကဇက်ကုံပေါ်တက်ကလာတယ်ဆိုတော့ကျွန်တော်အဘောက်ပြောဥကျော်နေနေဒီကလေးကြီးကဘာကောင်ဖြစ်မလဲမသိဘူးတဲ့ဗဇက်ထိုင်းရတဲ့အမတန်ကြီးကထိုင်းသမားများဖြစ်နေတော့ဒီတော်ကြီးတွေဇက်သမားပဲဖြစ်ပြီးထိုင်းသမားမဖြစ်ဘူးကျွန်တော်တို့တော့မကြောက်အဲ့ဒီ fright ကျွန်တော်တို့တနည်းမှာကျွန်တော်ခိုင်းမယ်မထူလို့တော့ကျွေးတာမွေးစားကြတာဗမာလူမျိုးထုံးတယ်ဗမာလူမျိုးကအလကားရရင်ဝင်းလို့ဖေးတောင်ဝါစားတယ်ဗမာလူမျိုးကနောက်မှပြဿနာတဲ့ဆေးခန်းသွားမယ်ဒါပဲဒါစားကြတောက်ကြအောင်စားပြီးတော့မှရေစက်ချတယ်တခါတင်ပေါ်မှာအလှူတကာကြီးကကြောပေးပြီးဖန်မကြီးကရေစက်ခွင့်ရေစက်ချတယ်ကျွန်တော်တို့ face to face eye to eye ဟုတ်သူ face to ကြောကုန် eye to ကြောသူကကြောပေးတာဘုန်းကြီးကရွတ်တယ်နန္ဒရန်ဒုတာရသေလာရခန္တုတပ္ပရာဘာဝနာပိဒတာအောင်လို့ကိသန္တုဒေဝတာဒါနာဥဒုကရဝရံဘာကြောင့်လဲဒါဘုန်းကြီးလုပ်ပြီးထားလိုက်တယ်ကျွန်တော်မဆိုင်ဘူးဆိုတော့ဒါမင်းနဲ့သူကရေစက်ချနေတယ်ကြောပေးထားလို့စိတ်ထဲမှာသိဟာငါ့ကိုဝိုင်းကြည့်နေပါလားငါ့ကိုဝိုင်းကြည့်နေပါလားငါ့ကိုဝိုင်းကြည့်အဲ့ဒီအသိကသူ့ကြီးဆုံးကြောပေးထားတော့ကြည့်တာညနေညကြောက်ပြီးတော့ပြီးတော့ဘုန်းကြီးတရားချပြီးတော့ဘေးကတင်မတုတ်ပြီးတော့ဂရီပြီးလိုက်တော့အတန်တုံလက်တုံလက်အားလုံးကြာသမျှတာဓုယူတော်မူကြပါဗျာ
ပိသက2မိနစ်လောက်တိတ်သွားတောင်းကြတော့မှမြာကြောက်တယ်အကြောက်ရင်မှားမကြောက်နော်ဒါမှဒီပေါ်မှာဒီတက်ပညာမလွယ်တဲ့ကိစ္စကျွန်တော်တို့ဆရာကြီးတွေပါကျွန်တော်တို့အလွတ်ပြောတာကိုကျွန်တော်မှလာကြည့်တယ်ဘာမှသူမှမရှိ free speaking နဲ့အလွတ်ပြောနေတာသူကရ6တော့နေဗဇတ်တဲ့ပေါ်တာပြောနေခေါင်းထဲပေါ်တာ6ပြောသူကြတော့စာရွက်ကြီးနဲ့သူပြောမှဟာအတိအကျကျွန်တော်တို့အောက်ကလောင်းနေတော့သူကသူကြောက်သူတပည့်တွေပဲကျွန်တော်တို့အဲ့ဒါလေးစားအပ်တော့စာပွေပညာရှင်များခင်ဗျာကျွန်တော်အောက်ကပြောကျွန်တော်မပွေပါဘူးကျဲလည်းမတော့ပါဘူးခဲလည်းမရိုက်ပါဘူးနှလုံးတိုက်လည်းမထိုးပါဘူးကျွန်တော်စော်လည်းမရှုပ်ပါဘူးအေးသေးပါကျွန်တော်တို့ကနောက်လေးသူ့မှာကြောက်ပြီးတော့မှားလေးအဲ့ဒါမလွယ်တဲ့ကိစ္စဟာသလေးတွေကျွန်တော်ဘုံနဲ့ပေါ်တာလေးတွေဆောက်ပြောတော့ပါနံပါတ်1ကျောင်းသားလေးတွေနဲ့ပတ်သက်တဲ့ဟာသနံပါတ်2ရှေ့နေတွေနဲ့ပတ်သက်တဲ့ဟာသနံပါတ်3ဦးကျော်ဟာသနောက်ဂီတဟာသဇတ်ပင်ဟာသဟာသရင်ဟာသဟာသဝိဟာသအဂိမ်းဟာသလေးတွေဆက်တဲ့ပြောတော့မယ်ကျောင်းသားနဲ့ပတ်သက်တဲ့ဟာသတတိယရန်ကျောင်းသားလေးသူ့မြင်ပြောဒါတဲ့ကျောင်းတက်တော့အမေတဲ့ကျွန်တော်ကျောင်းတက်ဦးလေဟာဘာလို့မတက်ပုတ်ဘူးတဲ့ကျွန်တော်အတန်းမိုင်ဆရာမယူနေပြီဟာတဲ့ငါဒီနေ့ကတော့မနေ့ကပုတ်ဘူးအမေမသိဘူးဆရာမယူနေပြီအမေကဘယ်လိုယူလဲပြောအမေစဉ်းစားကြည့်ဟိုးတမြန်နေ့တော့ကျွန်တော်တို့ပြင်ချတင်တယ်9နဲ့1နဲ့ပေါင်းရင်600ရတယ်သူတင်ဟိုတနေ့ရတင်တော့သူက4နဲ့2နဲ့ပေါင်းရင်600ရတယ်တင်မနေ့ကတော့သူတင်တာ3နဲ့3နဲ့ပေါင်းရင်600ရတယ်တင်တယ်3ရက်မှာစကားသုံးလို့ပြောတာယူလို့ပြောတာဆရာမအယူပြောက်มาပဲကြောင်းတက်တော်နေတယ်သူတော့မရခလေးကအသေးမှတ်ဒါပဲသူက9နဲ့1နဲ့ပေါင်း6ဒါပဲ3နဲ့3နဲ့ပေါင်းလို့မရဘူးသူ4နဲ့1နဲ့ပေါင်းလို့မရဘူးသူအသေးပဲနောက်9တန်းမှာခလေးတွေအမတန်ဆော့တမ်းမှရှာပြောခလေးကြောင့်ဒီတဲ့မင်းတို့9တန်းနဲ့ရောက်နေပြီခလေးတွေလည်းပုတ်တော့လူပေါက်တွေဖြစ်နေတိတ်ဆော့တဲ့ကောင်တွေပဲအဲ့တော့မင်းတို့အတန်းထဲမှာခလေးတွေမကုန်တဲ့ကောင်စီမှတ်တတ်ထားတာနဲ့မှတ်တာပြောနေမင်းတို့ကမင်းနေတယ်9တန်းအိမ်မှာခလေးတွေမကုန်တဲ့ကောင်ပြီးထားလန်းဆိုတော့သုံးမှာအောင်ပြီးတော့ဟိုအတန်းနောက်ကရက်6ပြီးတော့ဖြစ်တယ်တက်ဖဲပဲနဲ့လက်ပိုက်ပြီးချဆရာဒီကျွန်တော်နေရာနေဟိုနောက်ဆုံးပြည့်အောင်မင်းကခလေးတွေမကုန်တော့ဟုတ်ပါဘူးဆရာအဲ့ဆရာတယောက်တည်းမတက်ရက်နေရတာပေါ်မရှိဘူးအဖေရအောင်ကျွန်တော်ပါကူရက်တာပါအဲ့ဒါကြတော့ကျောင်းသားပညာကြီးဖြစ်တော့ဟိုတုန်းကဒီတစ်ချက်ခေတ်ကကျွန်တော်တို့ကလေးဘဝဟာတေကြောက်တာပဲတဲ့ဒီခရိုင်ကပညာဝင်လာမယ်ဆိုရင်အဲ့ညာအဲ့လိုရောက်ဘယ်ပြေးရမှမသိဘူးထွက်ပြေးလို့မရဘာကြောက်မှမသိဘူးကလေးဘဝအဲ့တော့တိုးချောင်းကြီးချောင်းကိုမြို့ကပညာဥပလာဖြစ်တော့တတ္တရာနဲ့ဝင်သွားတော့ရောင်လုံးလေးနဲ့ကလေးလမ်းလုံးကြောက်ပညာဥဆိုဂျိုးကြီးနဲ့လားအဆွဲနဲ့လားအမီးနဲ့လားပညာဥလူရဲဆိုဒါပေမဲ့ကြောက်တာတော့တတ္တရာနဲ့ကလေးရောင်လုံးနဲ့ကလေးလေးကိုပညာဥဆော့ဟိုကလေးထားတယ်ကလေးထလက်ပိုက်ဒူးလေးတော့မန္တလေးကတော့ဘူးဖြစ်တယ်သူကအေးလေးဖြစ်တယ်ကလေးကချစ်တော့မဖြစ်ပါဘူးပညာဥကသူလိုချင်တဲ့အမေနဲ့အဖေနဲ့တပည့်စီဖြစ်တော့ဒေါသဖြစ်တော့တမ်းမှကြာလာတော့မဟုတ်ဘူးဒီကလေးကိုခင်ဗျားရှိတယ်ကျွန်တော်မေးတယ်မန္တလေးကတော့ဘယ်လိုဖြစ်တယ်မေးတယ် तू က तू မဖြစ်ဘူးပြောတယ်အဲ့ဒါခင်ဗျားလိုရတယ်လို့ရေးပေးပါတမ်းမှတဲ့ကလေးနောက်ပြီးပညာဥမေးခင်ဗျာတဲ့ဒီဆရာလည်းအမှန်တည်းပြောတာပါဒါပညာဥကဒုတိယကြီးဖြစ်နေအောင်မရှင်းနဲ့ဒါကတမ်းမှကျောင်းအဲ့ဒီကလေးကျောင်းကြီးသွားတယ်ကျောင်းကြီးကျွန်တော်ဒီကလေးကိုမေးတယ်မန္တလေးကတော့ဘယ်လိုဖြစ်တယ်လဲမေးတယ်ဒီကလေးက तू မဖြစ်ဘူးပြောတယ်အဲ့တော့ကျွန်တော်တမ်းမှဆရာကိုတိုက်တယ်တမ်းမှဒါလည်းဟုတ်ပါလေသူမနိုင်ပြောတော့ပြောတယ်ဒီဆရာဒီကလေးရောက်ရေးပြီးပါသူကျောင်းကြီးကလည်းဟုတ်ပါပညာဦးခင်ဗျာဒီကလေးကလည်းအမှန်ပြောတာပါဒီကျောင်းဆရာလည်းဒီလိုကြီးပဲကြက်မပြီးပါဘူးပြား80လောက်ပဲရှိပါတယ်တယောက်တော့မှပြောတာပါဆိုတော့ပညာဦးကသူလိုချင်တဲ့မိကုံးများစိတ်တူပြီးပြန်တော့ပြင်အောင်ပြန်တော့ဆိုပညာမကြီးစီတိုင်အောင်ဒီကဒီလိုပဲဒီအိမ်ကြီးကပြောတယ်မင်းအချောင်းမန္တလေးကတော့ဘလူးဖြစ်တယ်မင်းသူမဖြစ်ဘူးပြီးတယ်ကိုသုံးအောင်ရေးပြီးပါတိုင်တော့အရက်20လောက်ကြတော့မှပညာဦးမင်းစီပညာမကြီးကြီးပြန်စားတာဘာရေးတာလဲပညာအောင်မိခင်ဗျာပြက်သွားတဲ့မန္တလေးနန်းတော့လည်းပြန်မကောင်းတော့ပါဘူးဓာရီယာကြာလဲကြာလာပါကြီးအကျယ်ကျယ်မငိမ့်ွယ်တွေဖြစ်ပြီးတော့ဒုတိယဓာရီပြက်ခုပွဲတပ်ပွဲကြီးဖြစ်ကုန်ပါလိမ့်မယ်ဒီကိစ္စကိုပညာဝင်စိတ်လျှော့လိုက်ပါတော့အဲ့တော့မှမလျှော့ချင်လျှော့တယ်အသိကျင်နေပြီဒါကကျောင်းသားဟာရတွေကအများကြီးရှိပါလိမ့်မယ်ရှင်းဒီထဲတော့ရှင်းနေမပါလို့တော့ပါသေးနိုင်ငံခြားမှာအိမ်တင်ရောင်းရင်တော့ခင်းစာထဲမှာဆိုညာဖြစ်အိမ်ရောင်းရင်ကျောင်းလေးတွေဈေးလေးမေးတယ်ပြီဒုတိယကျင်ထပ်ထည့်အိမ်ရောင်းရင်
ကျောင်းကြီးဈေးကြီးဖေးရုံဖေးကားနဲ့နီးမင်းရလူပေါ်မလား10ရက်တော့ငါတတိယကြီးထပ်ထက်အိမ်ကျောင်းကြီးကျောင်းကြီးဈေးကြီးဖေးရုံဖေးကားနဲ့နီးရှင်းနေအင်း9မိုင်ဝေးသည်ဆိုမှအဲ့ဒီအိမ်ကျောင်းကိုဖြစ်သွားတယ်ဘာလို့ရှင်းနေနေများအိမ်နီးနားချင်းတော့မဖြစ်ချင်အဲ့လောက်ရှင်းပြီးကိုရှောက်ရှင်းနေနေအိမ်နားချင်းဖြစ်တဲ့လူတယောက်သူ့ချက်ကိုခွေးကင်ဈေးသွားရှင်းနေသူသွားရှင်းနေခင်ဗျာတဲ့ကျွန်တော်တခုမသိလို့မေးပြရတယ်မေးပါဥမာဗျာတဲ့ကြက်တကောင်ခွေးကြိုက်ခံရတယ်အဲ့ဒါခွေးရှင်နေနဲ့အဲ့ကြက်သေးသွားတယ်ခွေးရှင်နေနဲ့ဘာလို့ကဟာခန့်ကြက်ဖို့ရောရမှာပေါ့ဗျာဟာအဲ့ဒါဆိုရင်ရှင်းနေကျွန်တော်ကြက်သေးသွားပြီသေးတာကျွန်တော်ကြက်ပါကြိုက်တာရှင်းနေရင်ခွေးပါအဲ့တော့ကျွန်တော်ကိုကြက်ဖို့900ရောပါရှင်းနေကြငါတော့ပြောလို့ခင်ဗျာကျွန်တော်900ပြန်ပေးပါဟာခင်ဗျာကျွန်တော်ကြက်တဲ့ခွေးကြိုက်ခံကိုပေးသေးတယ်ခင်ဗျာကြက်ဖို့မရတယ်ခင်ဗျာ900ပြန်မယ်မဟုတ်ဘူးလေကျွန်တော်အကြံဉာဏ်တောင်းမှ1000ယူပါတယ်ရှင်းနေတယ်အလောင်းလူတယောက်သေးသွားတော့ဘုရားဘာသာထုံးတယ်ဒါကြတဲ့ဘုရားကတမတ်ထဲဘူးဆိုအလောင်းကအသက်ဆွဲဖြဲတော့အပေါ်သွားနဲ့အောက်သွားအန်သွားနေစိတ်ဖွင့်လို့မရဟာတင်းထွက်မရဘယ်နဲ့လို့မလဲဘယ်နဲ့ဖွင့်လို့မရပြုတ်တူနဲ့ဆွဲညံ့တဲ့အလောင်းအောက်မေးတွေပဲပြုတ်သွားအလောင်းပုံပဲပိုင်းဖြစ်တော့ဘလုံးမလုံးတော့အတင်းဆွဲဖြဲလို့မရတော့မှမသိလေးတယ်ပြောပါလူတော့ကဖဲတော့ဘာဖြစ်နေဟိုအဲ့ဒီအလောင်းပါးတဲ့ဘုရားကတမတ်ထဲလို့ပါးကဆွဲဖွင့်လို့မရအောင်အန်နေစိတ်ဟာလွတ်လလေးပါဒါမသိတယ်နဲ့အလောင်းချီမှာတယ်တယောက်မှလည်းတစ်ဆောင်မှတရက်တော့မပါပါပြီအဲ့တစ်ဆောင်မှခါပြီရှင်းနေအလောင်းမျက်စိပိတ်နေတဲ့မျက်စိကိုဖွင့်ပြီးမျိုးလုံးရှိမှတစ်ဆောင်နာလေးဝှေ့ပြတော့ဟာဘယ်ကတဖြည်းဖြည်းဟာဒါကဟာနဲ့တစ်ဆောင်နာဝှေ့ပြတယ်လို့ပြောဟာဆက်တဲ့မကန်တဲ့ဘာကြီးလေးထက်လိုက်ဘလောက်ကိုကြာသွားတော့မှတခါလဲတစ်ဆောင်နာနဲ့ပြန်ကြည့်တော့ဘက်ကဘွတ်သူပိတ်မျက်စိကပြန်ပိတ်တော့အဲ့တော့မှပြောတယ်မှတ်တာတဲ့ရှေ့လေးဆိုတာပတ်စံမြင်မှာဗဇက်ပွင့်တာနိုင်ငံခြားမှာအာသာတွေပါရှေ့နေဘယ်လောက်မုန်းတယ်ဆိုတော့ရှေ့နေရဲ့သခိုးရဲ့ကျောင်းဆရာမသေတော့နာမည်ကြီးဒီရောက်ပါခရစ်ယာန်ဘာသာရဟိုကကျောင်းဆရာမဘာလို့လဲကျောင်းဆရာမကဘာပေါ်မှာပထမဆုံးနှစ်သွားတဲ့ဇေကန်သင်္ဘောကြီးနာမည်ပြောတယ်ကျောင်းသားမတိုက်တန်းနေဟုတ်ပြီသွားနေပါမူသွားသခိုးဒါတန်းအဲ့ဒီသင်္ဘောကြီးမှာခရီးတယ်ဘယ်နှယောက်ပါလဲဘယ်နှယောက်ပါပြီးတော့မှတခိုးကတော်ပါသေးညဗီဒီယိုကငါကြည့်ထားသမို့ငါလည်းသွားမင်းလည်းနေတော့မင်းကပါလေကျွန်တော်ရှင်းနေဆိုမင်းတယောက်ချင်းရဲ့နာမည်ပြောလို့မပြောနိုင်သွားမင်းလည်းရဲပုံရှင်းနေရတော့မဟုတ်နောက်ရှင်းနေရအဲ့ဒီသေးသွားတော့အဲ့ဒီဂါဗရီယယ်ဒီရောက်သွားတယ်သူကငရဲနဲ့နိဗ္ဗာန်ကိုဘယ်သွားမယ်ခွဲရရှင်းနေမင်းလူဘဝလုံးမှာကုသကောင်းမှုဘာလုပ်ခဲ့လဲစဉ်းစားကြောက်မင်းစဉ်းစားကုသကောင်းမှုမရှိမင်းငရဲပုံပို့မှာအတော်ကြီးစဉ်းစားကျွန်တော်မျက်စိမမြင်တဲ့ဖိုင်တယောက်တောင်းလို့ကျွန်တော်ငားမှုထည့်ဘူးလေအဲ့လောက်နဲ့မတုံအောင်သိဘူးစဉ်းစားအတော်ကြီးစဉ်းစားကျွန်တော်ကလေးလေးတယောက်သမင်းမစားသေးဘူးခါလုံးလို့ပါအဘခါလုံးလို့ပါဗျကျွန်တော်ငားမှုလူဘူးပါဒါပဲလားဟုတ်တယ်ကျွန်တော်ဒါပဲဆိုတစ်ချက်တူလူဘူးတော့ခွာကြသူကတစ်ချက်ရှိနောက်တော့ဘာလို့မှမပြောသူ့လက်ထက်ကိုပြီးတော့မှလက်ထက်ကတူတူလေးပြောသူ့တစ်ချက်ကိုပြန်အမ်းပြီးတော့ငရဲပုံပို့ပလိုက်ရှေ့ဒီအဲ့လိုမိုးဒါနိုင်ငံသားတွေကျွန်တော်ဒီရှေ့နေခါသားတွေနဲ့ပတ်သက်လို့တကယ်ခြုံပြည့်နေတော့ရွှေဘိုခိုင်ထဲမှာဒီကပွဲညတော့မျိုးပဲလာရှောက်ခေါ်တော့ကျွန်းလာရွှေဘိုခိုင်ကိုအသက်ကနေဝက်လက်ကိုကူးဝက်လက်ကနေခေါ်ပြီးလို့ကျွန်တော်မလေးချင်းတော့ကျွန်တော်ရဲ့ဆွေမင်းတပည့်တွေလည်းလည်းဆော့ချစ်ကျွန်တော်ရှေ့နေခါသားတွေထုံးစံနဲ့ပြောတော့အများကြီးကြီးတယ်များတဟားနဲ့ပြီးတယ်ပြီးတော့ပွဲပြီးတော့ဝက်လက်ခင်လေးကျွန်တော်စာပြီးမိတ်ဆွေလင်မယားနဲ့ဒါကျွန်တော်နှုတ်ဆက်ပြီးအဆိုးလေးတစ်ထည်လက်ဆောင်ပြီးကျွန်တော်လည်းဝတ္တရားရမေးကြည့်တယ်မခင်လေးကတော့ကျွန်တော်သိပါတယ်ကျောင်းဆရာမဆရာရောဘာလို့လဲကျွန်တော်ရှေ့နေပါဟာကျွန်တော်အားနာရတယ်အဲ့ဒီပစိုးယူရမှာကိုတော့ကတ်တယ်ဒါကရှေ့နေခါတာနော်အများကြီးပါခါတာတရေမကြောက်ရခါတာစိတ်ထဲမှာပေါ်လာလို့ခေါင်းထဲမှာတရေ superstition ဒီမှာယုံမှာတခါတော့ကဒေါက်တာရန်ကုတည်းတော့တိုးမှာတော့ကျွန်တော်အပုံးဒေါက်တာအပုံးလို့ခေါ်တာ
တဲ့သူတပည့်နေဝင်ကြီးရောချိန်တင်ញိုင်းကုန်းဖြတ်သွားတော့တင်ញိုင်းကုန်းကတရေနာနာရုပ်တွေမျိုးမျိုးခံပြီးချုပ်တယ်တပည့်ဖျားကျွန်တော်တို့တရေဝိုင်းပြီးတရေချုပ်တရေချုပ်ဟောထွက်ပြီးတော့ပြောင်းမပြေးနဲ့မျိုးဆိုအဲ့ဒီဒေါက်တာရန်ကူကပြစ်လိုက်တော့ချုပ်နေတဲ့တရေတွေကိုရှာထုတ်ပြနေတဲ့တရေဟာငါဖေးလို့မလို့တည်တဲ့လူနာပဲကိုမျက်လုံးတူးပြနေတဲ့တရေဟာငါတောက်ဆေးအပေးမှားလို့တည်တဲ့လူနာအာဟိုနှခေါင်းကြီးပက်လက်လှမ်းပြနေတဲ့တရေကငါဘာမှမအကုန်လုံးကသူ့လူနာတွေဖြစ်နေကောင်မကြောက်နဲ့ဖေးတို့ကခဏလေးသားဖေးတို့ကတောင်းတော့မှာဖေးတို့ကထောင်ပြီးတခွန်းနဲ့ပြောလိုက်ထောင်ပြအသေးတွေကိုကြောက်ဘာပြောလဲဖေးကောင်လေးတဲ့မင်းတို့နောက်တစ်ခါထပ်ပြီးသေးရင်လေးလို့လားဟာအကုန်ကြောက်တော့ဓာရီကတရေဆိုကြောက်ကြမှုဟာတာပဲဆိုတဲ့ဘောတယ်ဟိုချစ်ခစ်ကဘယ်လိုရေးပိုင်ရောက်လာတော့ရရောက်လာဘူထဲမှာတင်းညခင်နိုင်တော့ကြတော့ရေးပိုင်စာတော်မူတော့သူသေးရမှာလူကလေးတဲ့တခင်ခါတယ်တခင်ခောက်ဆွဲစားခြင်းလေတခင်ခောက်ဆွဲဝဲပေးပါစေးရီးရရွာနဲ့ဘူထဲနဲ့တပံရောက်ဝေးရွာထဲကထိုင်ခောက်ဆွဲတော့ဝဲခောက်ဆွဲဝဲပြီးပြန်လာတော့မှအဲလမ်းမှာလက်ပံမကြီးလက်ပံမကြီးကတရေကြီးကောင်ပြီးတော့အဲတရေကြီးကနေဝင်ကြီးရောချစ်ဖြတ်သွားတဲ့လူမှန်များလက်ထဲမှာအသာပါလူစားတော့9 နာရီခွဲလောက်ခောက်ဆွဲတုတ်ကပူပူမျိုးနဲ့နှံ့နေကြတော့တရေကြီးရဲ့ခါတဲ့တရေပြန်ဝါးနဲ့ကိုခင်ကလက်ပံငယ်ဟူ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 ဆိုဟိုကလှပြီရှာကြီးကားလို့ဆိုတော့ခောက်ဆွဲလို့ပြချထွက်ပြီးဟာရေးပိုင်ရစားနည်းနည်းရေးပိုင်ဒီလေးကြကြောင်းခောက်ဆွဲပါမယ်ဒုကလေးတခင်မာတဲ့ခောက်ဆွဲပါတခင်လမ်းကလက်ပံမင်းကတရေကြီး6ပြီးလူစားလိုက်လို့ခောက်ဆွဲမရှိတော့ဟာနည်းနည်းပြီးတိတ်ခိထိုးပါ6လုံးဆိုတော့အိုးဒုကလေးဒီတရေဆိုတဲ့လူဆိုကအမတန်ဆိုးပါဒီလူဆိုးကိုတခင်ကိုယ်တိုင်6လုံးကြီးနဲ့သွားပြစ်တယ်ဟိုတခင်ပြစ်လို့မရပါဘူးသူကမကောင်းဆိုးပါအိုးဒုကလေးဒီလူဆိုးကနာမည်နှမျိုးတောင်ရှိသလားကိစ္စမရှိဘူးလူကလေးတရေပေါ်မကောင်းဆိုးပါဆိုတဲ့နာမည်နှမျိုးနဲ့လူဆိုးကိုတခင်ကိုယ်တိုင်6လုံးကြီးနဲ့သွားပြစ်တတ်မယ်ဆင်းမယ်လို့မှတခင်ပြစ်လို့မရပါဘူးသူကနာနာပါဝအိုးလူကလေးဒီလူဆိုးကနာမည်3မျိုးတောင်ရှိသလားကိစ္စမရှိဘူးလူကလေးတရေကိုမကောင်းဆိုးကနာနာပါဝဆိုနာမည်3မျိုးနဲ့လူဆိုးကိုတခင်ကိုယ်တိုင်6လုံးကြီးနဲ့သွားပြစ်တတ်မယ်သွားတော့တရေကလည်းသူကခောက်ဆွဲလွတ်စားထားပြီးလာလေးတာတာနဲ့တခါလက်မှန်လိုက်လို့ချောင်းချောင်းတွဲလုံးချဘိုက်ကလည်းအတိုင်းပြည့်အောင်ပြင်းပြင်းပြည့်တချေးဆိုရိတ်မဟာရန်ကုန်မျိုးရဲ့လမ်းမကြီးပေါ်မှာလူတွေရှုပ်ထွေးအများကြီးရှိလို့နေပေါ်မမြည်တဲ့ကားများပြေလွှာခြင်းမရဒီကြောင့်ချဲပြီးပွားကြီးဂိမ်းမောကြည့်နေကျွန်တော်ဘာကြောင့်ပေါ်မမြည်တဲ့သေးဒါဖြစ်ပြီးပဲလက်မှန်လေးမေးတာအဲ့နာကြကြအောင်တကောင်တော့လာရမိသေးရဲ့ဘွားနဲ့လောက်ကြသူကခါတစ်ပတ်ထောက်ချောင်းမျိုးမောင်းတယ်ကြိုက်ချိဘာလို့အော်လဲမောပြေးတယ်တော့ကရှာကြီးထုတ်တန်းချခောက်နီးနေတော့ခောက်ကိုပြန်တွေ့ဒီတိုင်းကြည့်တော့ကလက်တစ်ဖက်နဲ့တစ်တိုင်းဆွဲလှုပ်ပြခိုးဘက်တိုင်းခုခိုးဘက်ကနေ6တစ်ဖက်နဲ့ချိန်ပြီးတွဲလုံးတွဲ6မပြေဘူးအော်လဲမောပြေးတယ်တရေက6လိုက်တာတနားရီလောက်6မိနစ်ရထပ်ကုန်တယ်ချို့ဟာတွေ9က6နဲ့6ခါလည်းမပြီးတော့ကြာတော့ခုနလူစားလိုက်ခောက်ဆက်လက်စားကြည့်တော့စဉ်းစားတယ်ဒီဖြူဆုပ်ဆုပ်ကောင်ကငါတလုံး6နေကြောက်လည်းမကြောက်ဘူးအဲ့တော့ဆက်6နေတဲကလူ6တာလူမကြောက်ခွင့်နဲ့တဲကမောဆိုးပြေးတယ်ဆိုရင်တဲရပြင်းမှာတာတင်အောင်ရိုင်းတော့အဲ့တော့ငါလျှော့ပြီးတဲ့ကောင်မှလည်းဖြတ်ပြီးပြောက်တယ်ညနေလေးပဲပြန်လာတော့ဘိုးတော့တောက်နဲ့တက်လာသူစီကဟာပြဿနာခါတခင်တော့ပြန်လာပြီးသေလို့ညာဖုတ်ဝင်လာဒီလေးကြသူတို့ပဲသေရေးကိုကြောတက်ပြီးချိမှန်လူကလေးကဘာပေါ်မှာတော့ကောင်းတဲ့ဆက်ကမျိုးတစ်ခေတ်တစ်ခါမှမရှိဘူးနောက်တစ်ခါပြရင်တစ်ခေတ်ကိုစောစောအကြောင်းကြားလာငွေ30ဆုချဆိုဒီတရေဆိုတာကသူပဲသိရှင်းမယ်မယုံကြည်မရှိခင်လည်းကအာသပဲလားသူကိုကောင်မှ6လိုက်ရတယ်သူမှထပ်ထပ်ပြတော့မှသဘောလေးကြားဒါတရေနဲ့ပတ်သက်ဆန့်ကျင်ခါတာဂိတအာသလေးအချင်းနော်ကျွန်တော်တို့ကဥမာကျွန်တော်ဆိုရင်စာရေးပြတက်ကတည်းကကျွန်တော်စကိတ်ရှိုးလေးဆိုတဲ့ချင်းလေးဆိုကျွန်တော်ဇတ်တိကကျွန်တော်ဇတ်သမားဂီတသမားစာရေးဆက်ဟောပြောသမားဆိုကျွန်တော်ကမထတာလိုင်းပေါင်းဆုံးတာဘာမှလည်းမသိဘူးဘာကောင်မှမသိရှုပ်ဆိုဂီတကျွန်တော်တို့စကိတ်ရှိုးလေးမှာချော်ပြီးလိုက်လို့ဘူးပါဆိုဘလူနဲ့မှကျွန်တော်လည်းဗာပြဿနာမှမရှိပါဘူးရေးတယ်လူတီးတယ်လူဆိုတဲ့အကုန်လုံးဘော်ဒါတွေပါဒါနဲ့ဘဝင်မကြဥမာတ
တချင်းတစ်ပုဒ်နန်းတော်ရှိဆရာကြီးရေးပထမဆုံးစဆိုတာကိုဖူးကန်နော်မူလိုလိုက်မကိုဖူးကန်ဆိုတဲ့လက်ရည်ကလေးတချင်းကွင်းလေမှာဖြတ်လာရှာတဲ့ပဒကလေးမြင်ချင်းရဲ့ຫນွေကျူးရှိတဲ့တွင်းနောက်ကပြီးဝင်လာတဲတယ်ပြုံးတဲပြုံးအဲ့ဒါပြုံးနော်ပြုံးဟာကျွန်တော်မြန်မာမှုရှင်ပြုတဲ့နေရာဇဟန်းခံတဲ့နေမင်္ဂလာရှိတဲ့နေရာပဲပြုံးဟုတ်တယ်စဉ်းစားကြည့်တာမှာဟမ်ဗန္ဒလိပါဒသူများအသက်တော့ဗရတ်ကိုဖုတ်ကိုဒုံးလိုက်ဗရတ်တွေကိုကျိုးနဲ့ချီပြီးဆွဲတာဘာတိုင်းတဲတယ်ပြုံးတဲ့ဘာအပြည့်သူ့လိုပါရှိတယ်မာတီပါကြည့်ရမှာဟပ်ကအမှန်ဖြစ်နေတာတွင်လေမှာဖြတ်လာရှာတဲ့ပဒကလေးမြင်ချင်းရဲ့ຫນွေကျူးရှိတဲ့အတွက်ဘိုင်ဒီဘိုင်အဲ့ဒါမှဗရတ်မတာနဲ့မတာတိုင်းကဓမိပဲဒီကျန်ကတော့မြုပ်လိုက်တော့ဒါတပိတ်တော့တပိတ်ကျွန်တော်ပါဖိတ်ကျွန်တော်ပါလာစားပေးအဲ့ဒါကခုနဟပ်နော်နောက်တစ်ချင်းနေမှာထော်တော်ကမိရတာဘွဲ့တယ်ဘုတချင်းနာမည်ကဘုရားဆုံးဖို့မယ်မိုးလိုလိုက်ကြာဥပါလိမ့်မယ်ခဏလာမန်းလေးရောက်တော့ဘုရားဆုံးလဲမယ်မြတ်မူနီကတကူကြည့်လာပါပြီလေမုံရွာလန်းကပို့မယ်မိုးညင်တန်ဖို့တွေကိုကွယ်တောင်မြုံပွဲတော့သွားကြနောက်ကပလီးပဲဝင်ဘော်တော်နဲ့ကြီးဆိုတောင်မျိုးကနတ်ပဲဘုရားဆုံးဖို့နဲ့ဘာနတ်ကခဏလဲပါအဘောဝင်ကြအဘွေမကြနောက်ဟောဒီကြော်ညာလို့ချင်းထက်မိုးနဲ့ရွေမိုးကအာရှိရလားအာပြည့်လားအာရှိအကြာကြီးခံရောဘာလဲပြီးတော့မှအာပြည့်တဲ့ဓာတ်ခဲနော်နာမည်ကမြန်မာနေရှင်နဲ့ဟာဓာတ်ခဲပါလို့တော့ပါသေးရဲ့အဲ့ဒါတချင်းလေးပုံမကြနောက်တချင်းတစ်ပုဒ်ကျွန်တော်ပြန်လေစမ်းသစ်ထားတယ်ခိုးတော့ကကျွန်တော်ငယ်တော့တချင်းပါတချင်းလေးကတောပြက်ကလေးပေါ့ဗျဟိုရှိရဖြီပြွေရဲ့ရုပ်ဆင်းကချောလာတယ်တောရမှာမနေနဲ့ခင်ရဲ့မြို့ကိုမောင်ခေါ်မယ်အဲ့ဒီဟုတ်ကောင်မလေးကပြန်ဆိုသမီးသားစကားလာမပြောနဲ့တောသူများဘာထင်နဲ့ဟာကျွန်တော်ပါရိုက်တော့ပြီးတော့မှရိုးသေးသွားလင်းကိုတရားကိုအားလုံးသိတယ်ဒါမှဖြစ်တချင်းမှာမှန်ရှိသမီးသားစကားလာမပြောနဲ့တောသူများဘာထင်နဲ့ဟမ်တောသူကိုမြို့သူတွေကိုမျက်နှာများမထင်လားဟမ်ဘာထင်လဲပါခွဲသွားလို့လားသမီးသားစကားလာမပြောနဲ့တောသူများဘာထင်လဲပြီးတော့မှရိုးသေးသွားလင်းကိုတရားအားလုံးအားဖြစ်သွားအဲ့ဒါမှဖြစ်နောက်ဖရားလည်းပတ်တယ်ချင်းတော်တော်ချင်းရမှတည်းကိုတော့တော်တော်ဟောချောဖြစ်တဲ့ချင်းရွှေဘုံမြတ်ဖရားမကားတော်မူပါအောင်မလေးတိတ်သွေးများပေါက်ရပါလို့မိမိချောလေးနဲ့ညာသင်္ဘောသားလေးဖြစ်ရပါလို့ကိုလိုလာဘူးသေးလူဟာကျွန်တော်ဖြုံသွားတယ်တကယ်ဖြုံသွားကိုလိုလာကားပဲဗျဖရားမဟုတ်တယ်ဒီကားတော့ပူသေးပြီတိတ်တောင်ကြည့်ပါနော်ဗုဒ္ဓမသိဘူးဓမ္မမသိတန်တော့အဲ့သုံးလို့လုပ်ရဒီကိုလိုလာပူသေးပြီကျွန်တော်တို့မပြောပဲထားရင်နောက်ကိုလာမယ်နော်ကိုရိုလာပူသေးပြီပါကျဲတို့ပူသေးပြီလာမယ်ဖေမလီယာပူသေးပြီဒိုင်နာပူသေးပြီဗန်စကားပူသေးပြီလာမယ်နောက်ဆုံးစိုက်ကားပူသေးပြီစိုက်ကားတော့နှမျိုးခေါ်လို့ရရိုးရိုးစိုက်ကားပူသေးပြီအမိုးနဲ့စိုက်ကားပူသေးပြီနောက်ဆုံးမှခင်ဗျာခြေကားလေးပူသေးပြီလားနောက်ဘူဝံတစ်ချင်းဘူဝံကျွန်တော်ဘော်ဒါတွေကဟေးဗုဒ္ဓဖရာဟောလေဒီမှာဘယ်နဲ့ဖရာသိတယ်ကြဟေးဗုဒ္ဓဖရာမလို့ပါဘူးလေအမှန်ကသူဆိုခြင်းအိုးဗုဒ္ဓဖရာဟောလေဒီမှာဒါလည်းရဟေးဗုဒ္ဓဖရာဆိုတော့တငယ်ချင်းတွေပြောဟေးဘော်ဒါတွေဟေးငါဓာတ်တွေကလည်းပဲဒီမှာဆောင်းနေဟေးလာခဲ့အဲ့ဒီပုံမျိုးမလို့သိဘူးနော်နောက်တော့အပြန်လဲဆွမ်းနေတယ်ခြေကုပ်ခဏလာကျွန်တော်ပုံကိုရေးဘာမှမရှိပါဘဝေမကြဖယားမြတ်ခံပါဝဲအော်ကျွန်တော်ဖူးမလောင်းရှောက်လေကြတာဖယားဖိကနေထွက်တဲ့နေရာမှာမဟုတ်ဘူးကျွန်တော်ဖူးပါပဲလို့ဖြစ်နေတော့ဖယားမြတ်ခံပါဝဲရှောက်လေကြတယ်နှစ်ယောက်သားတွဲဖက်လို့ရှင်မြေမောဝဲအဲ့ဒီမဖူးသေးဘူးဗျဩကျွန်တော်ဖူးပါပဲဘ
ဝတန်ရာဆက်ဆက်မပြတ်တမ်းပေါင်းရသည်ပေါင်းရသေးလားလို့သူမနေပန်ရွယ်ကြသေးတယ်တခြင်းတစ်ပုံကပြီးတော့ဖျားခုတာပါလို့ပါမတရားမပြောပါဘူးအဲ့တခြင်းကနားထောင်ကြည့်ပါအဲ့တော့အဲ့တခြင်းနေအဲ့လိုတခြင်းမျိုးတွေကဖြစ်စားလာလူတွေကဖျားမှမသိတရားမှမသိတော်တော်များများတွေဖြစ်နေတယ်ကျွန်တော်တို့ရန်ကုန်တိုင်းမြို့နယ်တစ်ခုကြားမှာသာသနိကအထောင်တစ်ခုရှိတယ်အဲ့ဒီမှာအတွဲတွေလာကြညနေဂျုံကြသူတို့ကဒီဒီဘဂိုရာဘိဘဂိုရာဂျကာဒီဒီဖရီဘိဖရီဂျကာလို့လာကြအဲ့နာမှာဘုန်းကြီးကြောင်းနဲ့ရှိတော့ပထမဆုံးဘုန်းကြီးကျောင်းသားလေးတွေအဲ့ဒီအတွဲတွေသွားချောင်းဒုတိယအချိန်ကိုရင်လေးတွေချောင်းတယ်တတိယအချိန်ဦးစင်းတွေပါပါတယ်နောက်ဆုံးမချောင်းတာကျောင်းတာဘုန်းကြီးပဲရှိတော့တယ်အကုန်လုံးဆရာတော်ပဲကြာနောက်တော့ဆရာတော်ကဘယ်နဲ့ဆောစားပြီးပြီဆိုရင်ကိုရင်တွေဦးစင်းတွေပြက်ပြက်သွားတယ်ဘယ်သွားကိုဖြစ်တော့အာရှင်ဗျာဒီတန်သာသနိကထောင်းမှာတွဲကပြီးတော့တော်တော်ချောင်းတယ်ဗျာဗီဒီယိုနဲ့တော့ကြည်ကောင်းနေတယ်အချင်းလိုက်မြင်ရတာဗျာဆရာတော်ကဲတော့ဖြစ်တာငါသွားကြည့်နောက်နေလဲကြဆရာတော်ခေါင်းဆောင်ပြီးသွားလဲဆိုအာမအတွဲတွေထပြေးကြခါစစ်ကြောင်းကြီး၃ကြောင်းပေါ့ဗျဘုန်းကြီးတွေအကုန်လုံးခွဲပြီးတော့နှစ်တလက်မတို့ဆင်ပိုင်းတို့တကြောက်တို့ကြီးစီလက်ခတ်တို့ကြိုင်ပြီးတော့ရဲလိုအာမီပေါ့အဝါရောင်စစ်တီတွေခါတဲ့သာသနိကဆောက်လို့အလေးအကိုက်မှာတက်သိမ့်ပိုက်တာအဲ့ဒါမှအတွဲတွေကဘုန်းကြီးလာပြီးဘုန်းကြီးလာထွက်ပြေးကြတာအဲ့ဒါမှတခါတဲ့ဒွေကြီးကျန်တဲ့ဖနက်တွေကျန်နေဆိုဆရာတော်ကိုယ်တိုင်မြင်သွားမြင်တိတ်ချစ်ဆိုသွားတောင်းနေတော့ကိုရီထုံတုတ်တော့အဲ့မဲနဲ့ချော်ထားတာရှိသွားတပြည့်စီကိုလို့လဲဆုတ်တာအကြီးပေါ့ယူခဲ့သာသနိကဆောက်ကထုံတုတ်ပြီးကဖွေးတယ်အဲ့ဒီမှာတားမြစ်စရန်ကြီးအကြီးပဲဒီပြဘေးရှိသွားနေတော့ကြီးပြီးအကြီးကြီးတာအဲ့ဒီဟာရေးပြီးတဲ့အတွဲတွေမလာတော့ဆရာတော်စိတ်ဆိုးစင်းနဲ့ပေါ်နေအုပ်ထက်ကျွန်တော်သဘောကျမလာတော့ဘူးဆရာတော်ပေါ်နေနေဘာရေးရလဲတတိဤနေရာတွင်မေထုံမီဝဲခြင်းမပြုတာတဲ့တော့အပြက်ကိုဆော်တဲ့အဲ့ဒါမျိုးကြတော့သဘောကျတချင်းနေပြန်လဲဆန်းတဲ့တိုင်မပေါင်းပြန်လဲဆန်းတဲ့လို့ပြက်သွားတယ်ဒါကြီးဥပမာတချင်းတစ်ပုတ်ဒေါ်မင်းမင်းခင်ဆိုရဲနဗန္ဒအဲ့ဒါမူလိုလိုက်ရပထမဗမာတမလာရင်နားထောင်ကြည့်ပါသူ့မှာရွာကများကညှောက်စားပြန်ယောက်ျားပါလားသာကနဗန္ဒနောက်ကအော်ပြီးတဲ့ကနောက်တော့ခေါ်လောင်းပြန်ကြီးသေးဒီချာတော့နောက်တော့ခေါ်လာပြန်ကြီးသေးအဲ့ဒီအတန်ကဒီဘက်ကတော့မှကောင်းကြောင်းငါကြက်ဖို့ဒီဘက်ကတော့ကောင်းကြောင်းငါကြက်ဖို့ကောင်းကြောင်းတစ်ဆယ်ဖို့မဟုတ်ဘူးတော့ပလုတ်ပလောင်းနဲ့တောဝတ်ကိုရိုးသားနဲ့ကြီးလက်တောင်ကြီးတွေမှာဦးကြီးတွေကပလုတ်ပလောင်းနဲ့နောက်တော့ခေါ်လာပြန်ကြီးသေးအဲ့ဒါအဲ့ဒါကိုသူသမီးမေစီပြန်နေဆန်းတဲ့တယ်ကောင်းပါလေဘာလို့ပြောကြမလဲမေစီသူနည်းသူဖန်နေကောင်းတယ်ဖြင်းနည်းသူဟန်နေကောင်းဒါခုနဘဝင်ကြနောက်ကအကြံမေစီဆိုမှာရွာကညာကနှုတ်စားပြန်ယောက်ျားပါသာသာလနှစ်ပန်းသာနောက်တစ်ခါပြန်ကြည့်ဟေးဟာနောက်တော့ကြီးကကျွန်တော်မတရားမပြောအဲ့ဒီအတန်ကအမတန်ရိုးသားတဲ့ကြီးလက်ကတောင်သူလေတမဦးကြီးတွေရဲ့အတန်မဟုတ်ဒီနာမျိုးသားလူတွေရဲ့အတန်အကြပန်ကောင်ရဲ့အတန်ဖိုးတွန်တည်းရဲ့အတန်ငတွန်ရဲ့အတန်တွေအဲ့ဒါလာလောက်ကြပြက်သွားနော်ဒါမှမဟုတ်ပြန်လဲဆန်းတယ်မကောင်းဘူးနောက်တစ်ချင်းစာသားတွေပြီးပြောင်းဆိုရစာသားမပြီးလို့ရှိရင်စာပေါက်မပဲ့ဘူးလို့ဂီတဥပမာကောနေတစ်ချင်းနည်းနည်းလေးချစ်တာမလားလို့များများကြီးချစ်ပါလားလို့ဒီလိုပြောတဲ့ချစ်ကိုဒုကနာမည်တစ်ခုတော့ပေးမယ်ဂျာလာကျွန်တော်ကောနီသမီးဘလို့ဖြစ်တာလဲငါကြားတာဂျာကားပဲကြားတယ်နားတွေကမကောင်းဘူးအတွက်ဂျာကားဆိုဒုဥက္ကလာပြညညင်းတဲ့ပိုက်ဆို300 400ပို့ဘူးဆရာတဲ့ကြားလာလို့နင်ပြီးအောင်ဆိုပါလားမဟုတ်ဘူးဒါ new style နည်းနည်းလေးချစ်တာမလားလို့များများကြီးချစ်ပါလားလို့ဒီလိုပြောတဲ့ချစ်ကိုဒုကနာမည်တစ်ခုတော့ပေးမယ်ဂျာလာကြားလာဟုတ်ချစ်ကောင်းကျွန်တော်မနဲ့ခင်ပါတယ်ခုနေ့တော့ကျွန်တော်တော့ဟဲ့ခြေကောင်းမှသုံးနေပါတယ်ငါမိတ်ဆက်ပြီးတော့ဟာကျောင်းကခလေးပဲရှိတယ်ဟာခလေးပြီးတော့ငါဘာလို့လဲကွာငါဒီကြည့်လို့ဒီတော့နောက်တယ်ခြေကောင်းတစ်ချင်းမှာဒါပဲစားလို့မရဘူးဒါပဲလုံးလို့မရဘူးအိုးကဲပါအောင်ချစ်သူရေပြန်ချစ်ပါတော့ဟောဒါမင်းကဘလို့လဲကွာနောက်လို့ပါလို့ပဲဒီကပို့ရတာ new style တဲ့ new style ဆိုတော့အောင်လေးတွေကလက်ဖိတ်တိုင်းလက်ဖိတ်ပါတာကမပြီးအောင်ပြောမပြီးအောင်ဆိုရ new style အဲ့ဒီလက်ဖိတ်ကောင်ကလွဲလို့နောက်ကျလိုက်တာမင်းနှိမ့်လိုက်တာမင်းသောက်ွက်ကြီးကိုဖျက်ရိုက်ပြလိုက်တာဒါမျိုး new style မပြီးအောင်ပြောတယ်နောက်စာသားမပြီးတဲ့ကိစ္စ
ခိုးတော့ကကျွန်တော်ဘီလက်ကန်တန်းဒူရမိုင်းတို့သူတစ်ချင်းရင်းတွေဘောပန်းချူညာတန်ဝိကြီးချူမဲ့သူပေါ်သည်ရနမွေးတဲ့ပန်းကလေးကိုမနှွမ်းနေရင်လမ်းဝေးအောင်ထိမ့်သိမ့်တော့ပြီအဲ့ဒါအောင်မလေးတယောက်ပြန်လဲဆန်းပြစ်စာကားမပြီးဘူးဘူးဖြစ်ကျွန်တော်တို့သမီးနေဆိုတာမပြီးဘူးမဲဆရာလည်းအချင်းသေးဆိုတာငါဖမ်းပြဆိုအားချက်ပဲချက်ရင်းတွေဘောပန်းချူညာတန်ဝိကြီးချူမဲ့သူပေါ်သည်ဟာမတန်းရေးဆိုတာချူမဲ့သူပေါ်သည်နေဆိုတာချူမဲ့သူပေါ်သည်ဆိုဘာလဲကလားတကားလားနော်ချူမဲတို့ပေါ်တယ်နိကုရိတနောရင်းနကရိပါဗျာဘာလဲကလားဘောရကြီးစကားပြောတာဘာလဲအဲ့ဒါခုနစာပေါင်မပဲ့ဘူးစာရမပြီးဘူးနောက်ဖိလိသမားတယောက်ကျွန်တော်တောင်းကလာမှာကျွန်တော်ဘော်ရာရဲ့ဖိလိခွန်တချင်းကမြို့မှာနေ national ချင်းပကတ်ချင်းစကိုဖိလိလေသူကလူဆိုတာပါသူ့လုပ်သူလုပ်တာကျွန်တော်တို့ဝါဒနာပါတယ်နော်အတန်းလေးကောင်းဆိုးနေတောင်းကညူယူတော့မယ်မိုင်းမိုင်းဘုံဝေးမိုးသက်တင်လေတက်လို့တရွေ့ရွေ့ယူကလေးဟာသမီးလေးခဏနေမှားတယ်ဖြတ်ပါမောက်တယ်ဖြတ်ဆိုပြလားတောင်းကညူပြူတော့မယ်မိုင်းမိုင်းဘုံဝေးမိုးသက်တင်လေဝေ့လို့တရွေ့ရွေ့ယူကလေးတိမ်ဦးလေးလေးလွမ်းသေးတယ်ဆရာကြီးကြီးတာမိုးသက်တင်လေဝေ့မိုးသက်ကလေးလေဝေ့တူယူတယ်မင်းဆိုတာမိုးသက်တင်လေတက်လို့လေတက်တယ်ဆိုတာလေလေတာကွာမင်းတနည်းထောင်းရင်ဤပေါက်တာပဲမိုးတက်ပြီးဤမပေါ့ပါဘူးကွာကိုယ်လုံးကနာမည်မဖြစ်ပါနဲ့ကောင်းကောင်းဆိုရမယ်အဲ့ဒါသာမပြီးနဲ့စာပေါင်မပဲ့ဘူးခေါ်တယ်ဒီကနောက်မဲလို့တန်ချင်းအတန်ဝဲတဲ့ကိစ္စအတန်ပြင်းညဒါကျွန်တော်နမူနာပြောသိပ်ပင်မှဒီဥစ္စာကကျွန်တော်စေနာထားပြီးကျွန်တော်ပြောတာတောင်းတောင်းပွဲကျွန်တော်မပြောဘူးဟောဆိုပြင်မှတခါတော့ကဘောရာတပွေငါကွာတဲ့ဇဝန်းကြီးရေးပေးနာမှာချင်းလေးဒီစားလာလေးတင်းကြီးမြတ်မြတ်နှစ်ကြောင်းလေးရေးပြီးတော့မရေးချင်တာထွက်ပလိုက်တယ်ကလေးဒီတိုက်ပြီးလွတ်လို့သုံးရက်လောက်ကြာတဲ့အခါကျတော့ဖားတင်နိုင်တယ်ပေါ့သွန်းနိုင်မှကြွလာရင်ကြည့်တော့ဟာချင်းလေးဒီစားလာလေးတင်းကြီးမြတ်မြတ်ယူစားမေဒီနိုင်သွန်းနိုင်မှနဲ့သူတော်စားပြီးယူသွားဆိုမေဒီနိုင်ရဲ့ငယ်လူကြီးကြတော့အမျိုးကြီးကနှာတိကနှာခေါင်းတန်ကြီးနဲ့ကျွန်တော်နမူနာလုပ်ပြဒါကျွန်တော်တောင်းလာမေဒီနိုင်သွန်းနိုင်ခိုင်းကိုရောသိပ်ပါလန်းလန်းဖြာချမ်းသာကြပါစေသိရွေပရမယဒီရေလာထိုးပွားကြပါစေမိမိကောင်းမှုအကြောင်းပြုတောင်းထူပြပါလေအဲ့ဒါမေဒီနိုင်မေလူကြီးအဲ့တော့သူအချင်းလေးဒီကတင်းကြီးမြတ်မြတ်မွေးသူ့အစီကြပြတိုင်းကဝါသနာကွာသူ့အစီဖြစ်ပြီဟာအိမ်တင်ရှိမှသွန်းဆောင်သွားခံရင်းနဲ့ငါစမ်းမယ်သူအဲ့ဒီသွန်းဆောင်ခံရချင်းနေဒီပါနိတရာတရာလှလှလေးပါလေတင်းင်းကြည်သွားကြည်ပြပြမြတ်မြတ်မွေးပါလေဒါနသနာမေတ္တာရပါတယ်လို့လားအဲ့ဒီချိန်မှာဗမာတန်တချင်းတစ်ပုတ်ထားတဲ့တဲ့ဆင်ဘာတချင်းနဲ့ရလိမ့်မယ်လို့မထင်နဲ့ရလိမ့်မယ်လို့မထင်နဲ့သင်ဘယ်လိုပြောအမောတာဖတ်တင်းဆိုဘယ်တည်းတာကောက်တော့သွားတာမှာဒီစက်ကငါအချက်ခွဲတာကိုပုတ်လိုက်လေးတိုက်ပြီးလွှင့်3ရက်လောက်ကြာတော့ငါကွက်သိဆရာကြီးတယောက်လမ်းလျှောက်ဘာလေးပဲကြည့်တော့ဟာချင်းနေဒီစားတင်းလင်းကြီးလမ်းကလို့ရုံးစားကွက်သိစားပြီးယူသွားဆိုကွက်သိကျွန်တော်ဒုနိဘူးဆရာလှတော့ယူခေါ်နေတာမှတ်တာကွက်သိမယ်လို့ရက်တော့တမျိုးတယ်ဆို6တိအနှံ့ငေါ့တိငါ့ဥပမာကျွန်တော်နမူနာလုပ်ကြဗုဒ္ဓံပူသေးကဘုရားဓမ္မပူသေးကဘုရားသံဃာပူသေးကဘုရားသားတော်ကစိုက်နဲ့အလားခမီးတော်ကအရောက်ကမ္မပါကြည့်လို့ကမချုပ်ဘူးအဲ့ဒါညကြတော့ကုသတတ်ကိုခေါ်လောင်းတော့ကုသမင်းကလည်းသမှုရိယမခင်းတဲ့အတွက်အနုလှရမင်းမဲပပါဘူးချင်းနေဒီကလည်းလှလေးတင်းလင်းကြည့်တော့မြတ်မှုဆိုလူငယ်တွေကကတော့တောက်ပေါ်ကြီးရတာဇောဝါတချေမသိပါဘူးကွာမပြောပြလိုက်လွေးပါ9ရက်လောက်ကြာတော့မှဓမ္မဂရိကပို့တော်တော့ဘာလေးပါလေးကိုကြည့်လိုက်တော့ဟာချင်းချင်းလာတာလေးပြည့်တော့ခါကောက်ကြည့်ရတော့ဟာချင်းချင်းလာတယ်တင်းတင်းနဲ့ဒီဥစ္စာဓမ္မဂရိကစာပဲယူတော့ဓမ္မဂတိကမေလိုရီကြတယ်စက်ခတ်ဆွဲလေးကျွန်တော်နမူနာလုပ်ပြနေဇဝရသင်္ခါရဥပဒါဝယဓမိနောဥပိသတောအနုရောဂတိဒေသဥပသမောတုကောဒါနာဥစုကရဝရံခတ်ဆွဲလေးညကြဒါလေးရှိသွားသီရိမန်ဆက်ကိုခေါ်တာအဲ့ဒါရအောင်ချက်သောဒါနာငါဆွမ်းစားခြင်းကဆွမ်းမဝခဲ့တဲ့သီရိမာရုပ်ဆိုတာလူပြောတယ်လူဟောဟာဒါနာတကားနာခါရေပါနဲ့ရှင်းလိုက်တော့ရှင်းနေသည်လှလာလေးမှာပြင်အိုးတကမာကြီးတို့ရဲ့တစ်လင်းကြီးများမွေးရလေတော့တတိ
mà bây giờ là đá tụi nó cũng chỉ là gồm quá thì chỉ gồm quá còn mình đi vào qua đây là lúc này đã thuộc chặt ấy là đúng nghe đi anh đi xây đâu vậy cho nó luôn chào anh cha rồi đó khi này đi thông báo ông ship về quên lại cầm nhai cầm bát cà sa la cái gì mà lại phô rồi thì đồ nhà rồi ấy là mà nhau chi đâu cầm bát ngà mà cho nó ấy trong này vô bia khéo tinh thần vô chặt chặt mình ra đi giờ ý ấyဓမ္မကတိကခန်းနေမရက်ပါနဲ့တဲ့ထက်လို့ပါဦးဗျာရပါတယ်ဗျာအတန်တို့မလို့ဒီအဲ့ဒါဗျာလို့ဘုန်းကြီးအရေးကလှုပ်လိုက်တော့သုံးရက်လောက်ကြာတော့မှဘော်တယ်ဝဲတဲ့ကလာကောက်ရပြီးတော့မှသူလျှောက်អော်တာအလင်းတွေဝဲတဲ့ဘူးတွေဝဲတဲ့တောင်းတွေဝဲတဲ့ဘယ်ဒီလိုအခန်းပြက်တွေဝဲတဲ့ချင်းနှင်းသီးတွေဝဲတဲ့လှလှလေးတွေပဲ့လုံးနဲ့လဲတယ်ဆိုတော့ကျွန်တော်ကကောင်လူမျိုးကိုယ်ကကလာလာတော့မောင်းကဲငါမှပဲလို့ပေးမယ်မင်းတောင်းတွေကလှလှလေးထုတ်မဟုတ်ဘူးကျွန်တော်ကဆရာကြီးကြီးကျွန်တော်ပဲလို့ပေးမှာဆရာကြီးကလှလှလေးငါလှလှလေးငါလည်းမရှိမလှလည်းမရှိဘူးအဲ့ဒါမှဒေါသဖြစ်ပြီးတော့မှမင်းဘာလို့អော်တာလဲကျွန်တော်ဒီခါရွက်တွေကောက်ရတယ်အခုကြီးအဲ့ဒီခါရွက်ထဲမှာပါတယ်ချင်းနှင်းသီးကရာမိုးအဲ့ဒါသချင်းတွေကြီးကြီးလို့ဆက်ဆုပ်ချွေးကနေရအဲ့ဒါမှဆက်ဆုပ်ပြတ်သွားတယ်အဲ့ဒါမှရဲဘော်တွေကျင်းတယ်ဒါကမေလိုဒီကနော်အတန်ပညာပါအတန်ရဲ့ပြီဥမာပြီးတော့ရတဲ့မိုးနေတော့ရှင်းချောင်းပစုံခတ်ပါလို့ကိုတာမြတ်သူလေတော့မဟေးငယ်ရင်တို့ရေးပြီးလို့ဟောရဲတဲ့မိုးနေတော့ခွန်တော့နော်အဲ့ဒါကွဲစပြီးတော့ပြီးတော့ message ပေးခွန်တော့အဲ့တော့ပြီးလို့ရမိုးနေတော့ဟေးပြီးလို့ရမိုးနေတော့အိုးစီဖြစ်သွားပြီဒါပဲတာအမေမင်းပြီးလို့ရတဲ့မိုးနေတော့ရှင်းချောင်းပစုံခတ်ပါလို့ဟောကိုတာမြတ်သူလေတော့မှာအဲ့ဒါသင်္ဃာတန်ဘုန်းကြီးပြန်နေပါလေအေးရင်ကြည့်ပြခါမှာသင်္ဃာတန်အဲ့ဒါဟုတ်ပဲပြီးတော့တဲ့မွန်းတို့ဟင်းချုံအောင်ပစုံခတ်လိုက်မယ်ကိုသားများသူ့လေတော့လေဟေးအဲ့ဒါမင်းသားကြီးဓာချိတ်ဒါပဲဂီတနော်အဲ့ဒါကဂီတမှာမျိုးပြောင်းသွားအတန်ကြီးပြောင်းသွားတာနောက်ကျွန်တော်တို့ဒီနေတွေမှာကျွန်တော်အဲ့ဒီဝိုင်းဖွဲ့နေလားခွန်အနောင်စားနေလဲလိုက်အဲ့ဒီရန်ကုန်မန်းလေးလမ်းကရွာကြီးတွေမင်္ဂလာဆောင်သွားအဲ့ခါတော့မွန်ရဲစီလိုလိုက်ပါသမီးကျွေးတဲ့ချိန်ကျွန်တော်တို့ကျွေးပြီးဒီဝဲဟာလာပေါ်လို့ကြည့်မလားတဲ့ဆာတော့ကျွန်တော်ကနေပေါင်းညပေါင်းရက်ပေါင်းဆိုတဲ့မြင်တော့နိုင်ကိုတည်းကချင်းမှာသိအောင်ချစ်တတ်ခဲ့တော့တပည့်တော်နှလုံးသားကိုအမုန်းခွာပေးသနာရတောင်းပါဒီအဲ့ဒါကျွန်တော်အဖွဲကောင်းတော်နဲ့စာကားပြင်ပေးလိုက်ပြောမြင်တော့အဲ့ဒါဆိုတော့လည်းထွင်းနေလာနေကြည့်ဒီတော့လည်းဖြစ်စားရခဲ့တော့တပည့်တော်ပဇတ်ပေါက်ကိုသမင်းခွာပေးသနာရတောင်းပါဒီပြောက်ရက်ထားလိုက်ရက်တဲ့ချိန်မှာသူပြောက်ဒေါသရက်တွေမူးဝင်ဟဲ့ကျွန်တော်ဟာတားပြီးဟာဒီဝဲကောင်ကြီးကျွန်တော်ထအတက်ကြီးလို့ခဗျာမင်းတို့ဒီဝဲလူဘယ်နှယောက်ရှိတယ်ကျွန်တော်လူကအတ္တသမားကိုငတ်မှာဆိုကိုယ်စိုက်တယ်မတရားနဲ့အောက်3ယောက်4ယောက်5ယောက်6ယောက်7ယောက်10ယောက်17ယောက်တယောက်အိမ်သာသွားတယ်အေးဒီမှာရှိတဲ့17ယောက်ကအိမ်သာသွားတဲ့ကောင်ငါဒါပဲတင်နေကွာကော့ပြတယ်ပြန်ဟောလာသမင်းမသားကျွန်တော်တို့ကအခုငယ်ဟိုသွားလို့စီးပိုင်းငှားလို့ကျွန်တော်လိုက်ရပြီဆိုလို့ရှိရင်ကားပေါ်တက်တဲ့ခါမှာဘလူတက်ဆိုလူကြီးပြီးတင်ကျွန်တော်ဟေးကောင်နေမင်းတို့လူကြီးပြမလားဆဲခါလေးပဲတော့မမသေးဘူးလားလူကြီးပြမလားအဲ့ဒါဂီတနဲ့ပတ်သက်တဲ့ခါလေးပါဆက်ကျွန်တော်ရွှေမောင်းဦးကောင်သေပြီးသားကအမေနှစ်ချက်တော့ထိုးတော့ကျွန်တော်မောင်ဆောင်ဝင်လာခေါ်ရွှေမောင်းတွင်ခြေနေမကောင်းဘူးတဲ့ဒါကိုရှေ့ပိုင်းပြတ်တတ်တယ်တောင်ရွေးပါဆိုတော့ကျွန်တော်ဇက်ထဲမှာ၄နှစ်တောင်ကြွားပြီးပါအဲ့ဒီမှာမေးဦးအောင်စိန်တို့ဦးအောင်ငွေတို့ဦးချစ်ပြီးတို့ရှင်းအောင်လို့နဲ့တော့ဘော်ရာပတ်ဖြစ်တော့ပညာလေးလည်းအများကြီးရအဲ့မှာသတ္တပင်ပညာကြောင့်တော်တော်လေးသိတယ်ကျွန်တော်အမှားဒရုလူလုံးရတယ်ကျွန်တော်ကိုယ်တိုင်ကဒါနဲ့ကျွန်တော်ရမ်းကဘာနာပါလို့မသိအဲ့ဒီမှာကျွန်တော်မှစနစ်တကျသိတယ်မေးဦးအောင်စိန်တို့သက်ဘုရားတရားကပြပွေးတဲ့ဗမာပြည်မှာလက်ပြောက်သွားတာချာအခုဟာတွေကပွဲတယ်ကြည့်ကောင်လျှောက်ကအဲ့ဒါပွဲလို့ခေါ်တယ်ဇတ်ကဇာတကလာကပါဠိပါဇတ်တာပါကိုဇတ်စာတကကိုပြောက်တယ်နည်းနည်းမောဒါတော့ပြီးတော့အိမ်သာသွားနေရမလွယ်ဘူး
ဇက်ထဲမှာစာပေပြောက်သွားတယ်စာမရှိဘူးဓမ္မသတ္တရင်စာပေချစ်စာပေကအကုန်လုံးရဲ့အချုပ်ဂီတအချုပ်ရုပ်ရှင်အချုပ်ဇာညွှန်းအချုပ်သတ္တရင်အချုပ်စာသူစာပြောက်ဇက်ထဲမှာဝင်းစာနဲတယ်ဝင်းစာနဲဝင်းစာဆိုတာဝင်းထဲမှာရှိတဲ့စာပိုက်ထဲမှာစာမရှိတဲ့အခါကျစာလို့မရဒါဝင်းစာဟုတ်တယ်ဓမ္မတွေဝင်းစာထားတဲ့သဘာဝနဲ့မဆိုင်ဘူးဒါဝင်းစာဝင်းထဲမှာရှိတဲ့စာရှိမှအများကြီးပြောနေစာမရှိဘူးကိုတော့ကရှေ့ခေတ်သက်ဝင်းကြီးစကားရှင်မင်းစကားဥမာဝင်းကြီးစကားဖေတလုံးပခုံးထားမင်းလည်းငါလျှောက်ခါသွားတော့မယ်ဖေးသားကျွန်တော်မျိုးတို့ကဝလျောကမင်းကြီးရှောက်အောင်ရွှေမောက်လူပြောမှဟဲ့ဝမင်းလဲရအောင်ခတို့လားအခုဘာသာမှမရှိပတ်ကြည့်စက်ထဲမှာဒီဘက်ကဝင်စိမ့်တစ်ပါးထွက်လာတယ်ဟိုဘက်ကဝင်အနေတစ်ပါးထွက်ဒီဘက်ကဝင်စိမ့်ရမယ်ဟိုဘက်ကအရှိဝမင်းမှတ်တယ်ဟုတ်ပါကျတို့ဘယင်မင်းမြတ်ရှိတော်မှာခါသားဝင်မှုအချိန်ကြီးနေပြီဟုတ်ပါသွားကြအောင်ဆိုဝင်မင်းဟုတ်ပါရှေ့ရဝင်ကြီးကလည်းတင်မဝဲကြောက်ကကုတ်ပြီးတော့ခါဝင်သွားနောက်ကဝင်ကြီးကလည်းမျက်သုံးပုတ်ပြီးလိုက်ဘာသားမှမရှိအဲ့ချိန်မှာသွားမိကြီးမင်းတို့ကငါပေးမလားဆိုဟုတ်ပါလာပါလေစာမရှိဘူးသိကြည့်ကိုတော့ကသတ္တဝိစာနဲ့ထင်တာဥမာရုပ်သေးတယ်ရုပ်တွေပဲအဲ့ဒါစာနဲ့ထင်တာအခုစာကြီးပြောက်ကိုတော့ရှေ့ခေတ်သတ္တဝိဆိုလို့ရှိရင်မင်းသမီးဝေစားမကောင်းမသားနောက်ဘယ်ကောင်ကားနေမကောင်းဆိုင်မကောင်းသူ့စာကောင်းလင်းပြောက်ချအသုံးလာမယ်ရေကုန်တွင်းထုံနေငယ်ကြိုက်ခနိုင်ဟေမနေခရေမြကလေးဟာဖိုးခင်ကိုလျှောက်ပါလို့ရေမြကိုရှာခဲ့ရဂန္ဓမာဟုမြေကလေးနေမင်းကပုံနဲ့နန်းသူသေးဝေတွေ့နိုင်ခဲ့ရမို့လဲလူကြီးအိုငိုလိုက်တဲ့ချင်းနှဲရဟောလိုက်ပြီးယင်းကလည်းနော်အဲ့ဒါဘာလဲစာမင်းသားသခန်းချနှမအီဒီမှာထိုင်ကြအောင်ကြည်သားကောင်းနေတင်ယုံဝင်လာတင်ယူကလည်းတင်ညာရောချက်မရဖိုက်တိတ်တက်ဝါပငွယ်မောင်ခဲ့တဲ့ခါပြခဲ့တဲ့ဆိုရုပ်ခဲ့တယ်ရီခဲ့တဲ့ကိုမှုံခဲ့တဲ့ချက်ယူကတက်ကဘာညာကူတော့ပြတာရီတိမ်ချီခေါ်တိမ်ကိုချီးဝါနာတယ်အဟုတ်မှပြီးတော့ကောင်းရင်မောမရှိနဲ့ဘာတိမ်မှမရှိဘူးခင်ဗျာဇက်ရုံမိုးတာသူပြအထုတ်နေပဲရှိအဲ့ဒါစာနော်စာကြောက်ရှစ်ကသာသမီဘာနုလဝိသနဲ့နောက်ပိုင်းကမယ်ကောင်တယောက်ဖက်ပိမ့်မိတ်လေးဘာနုလဟိုအာဖဲရက်ကိုမတ်တက်ထောင်လာတော့ပိမ့်မိတ်အဝိသလည်းဒီများဝိသကြီးကတော့အင်းကြီးလည်းချောင်းနေတယ်ဘာလို့အောက်ကမောက်တော့မောက်ကြီးတယ်အကုန်လုံးချောင်းတယ်အုတ်ထုတ်ကလည်းအုတ်ထုတ်ကကြီးနေသူကောင်းကလမှုသီးလိုဖြစ်အုတ်ထုတ်ကတာယုံနဲ့လဲလဲအဲ့ဒါဓာတ်ကိုတဲဝက်ဆွဲထုတ်တာကျွန်တော်ဇက်ထဲမှာဓာတ်ဆိုတာဒီဘတ်တာမြောင်ဝင်တုတ်တာခင်ဗျမျက်ခုံးလို့တော့မပြတ်ဘူးငါကဓာတ်အောက်ကဆက်လိုက်လို့တော့သိကြောက်ချာကုန်တာဟာတကယ်ဓာတ်တုံးမဘာမှမငါကဓာတ်အဲ့ဒါကဓာတ်တော့ဆွဲထုတ်တာဒီဘာနုလာအဘဲကြောင့်အဲ့ဒါပြင်မလေးစာရွတ်စာမြန်မာဘရင်ခစ်ကစစ်ချီတဲ့စာလင်းကစစ်တက်ကြီးစာကောင်းတော့စာနဲ့ဖန်သားထားတော့ပြည့်တဲ့မျိုးလုံးတွေမှာမရှိတဲ့ဆင်တက်ကြီးတွေတက်တော့ထိုးတော့ဟာမြင်းတက်ကြီးတွေတက်တော့ဓာတ်တက်ကြီးတွေလှန်တက်ကြီးဘာမှမရှိစာနဲ့ချင်းကြောက်နိုင်တော့စာကြည့်ပြီးတော့ပြည့်တဲ့ကိုဖန်သားပြီးတဲ့အချိန်မှာတက်တော့ချီးပဲတို့လူလေးကဆိုကလေးဟေးဟောမိမမောဇက်ကောင်ကအဲ့ဒီကောင်အဲ့လိုဘွားထားအော်ညီတွေတော့အေးဒီရောဆိုတော့ခါဟန်နဲ့ပန်နဲ့ဖနှောင်းဆောက်ပြီးတော့ဝင်သွားတော့ဝဲတိုင်းရတိုင်းတစ်ဖက်ဟုတ်ပြီးပြီးတဲ့ချိန်ကားလေးကလေးကဖြည်းဖြည်းချတော့သိတဲ့ကြီးထဲမှာလိုက်ပြီးထားတာတကယ်စစ်တက်ကြီးတွေချီသွားအမှန်ဘာမှမရှိဘူးဒါတော့ပိန်ကတ်နေတဲ့နေမျိုးတို့တီးလာဒီဘီဘာနုလာခဏပြောင်းမှုလို့ပြည့်တော့ပလက်စာရီပြောက်ကိုစာနဲ့ထိတ်တာနော်ဥဖို့စိတ်ကျွန်တော်အဖျားနာပြီအမတန်ကောင်းတယ်တော်လုံးကဂရိတ်ဖို့စိတ်ဆိုတော့ဘွယ်ပေးတာတနည်းကျွန်တော်တနည်းဥစိဝါနဲ့ဒေါ်ရွှေပြုတ်နေမရရှိဥစိဝါပေါ့ပေါ့ဘာမှနားမလဲမြမတပည့်ဒေါ်ရွှေဖို့စိတ်ကိုအတေချက်ဥဖို့စိတ်လေးချီတန်လေးချီတုံပတ်မိုက်နောက်ကဖြတ်ကျွန်တော်ဒီဘက်ဖြစ်မှာအေရိုးအဲ့ဒီဖြတ်အတေဝင်သုံးညသုံးကြီးလေးညသုံးကြီးမနဲ့ကျက်နေများစကားလက်ရှိဖို့စိတ်ဆိုတော့ကောင်ဘာကောင်လဲကနေနေစီပဲလားကြောက်ဖို့စိတ်ဟမ်နေဖို့စိတ်ပွဲကိုမိုးလင်းကြည့်တယ်မနဲ့ကျနေအိမ်မှုစုပွားနဲ့ထမင်းချက်တယ်ငါကြောက်ခဲစားရတဲ့ခါစားဒီမနဲ့စားရတဲ့ခါထမင်းကောင်းကောင်းမစားဖို့စိတ်ကနေညတိုင်းနဲ့မိုးလင်းကြည့်ပေါကောင်ဘူးလို့ဒီဖို့ဘလောက်ကောင်းနေကောင်လဲကနေနေစီပဲလားကြောက်ဖို့စိတ်တခါလာတဲ့သူခါနောက်နေ့လဲလာရတာရောဥစစ်ဝါ AR နေတဲ့ရေစိုးခင်းတယ်ဖို့ပြန်ဇတ်သမောကြီးနဲ့ကိုပိုင်သမောနဲ့တော့ကိုပိုင်မီးစဲနဲ့ကိုပိုင်ရွက်ထဲရုံနဲ့နည်းနည်းဖြူတွေကိုခင်ဗျဘော်ဒါခတ်ထားပြီးတော့ခိုင်းနေတယ်ဖို့စစ်အဲ့တော့ဖုံးကြည့်တဲ့ချင်းဥစစ်ဝါရေစိုးခင်းကြက်လာတော့သူမင်းကဟဲ့မဲရွှေတဲ့နေလင်းဖို့စစ်ကြောက်နေပြီကန်းနာမှာဇတ်သမောငါတွေ့တယ်နင်ကြီးဝကြည့်ပဲကျမကအေးအဲ့ဒါဆိုရင်
ဒီပိုးသိဆိုတဲ့ကနေနဲ့ခြေပဲနဲ့ကြောက်ဘလောက်ကောင်းလဲငါပါလိုက်ကြည့်တယ်ဟုတ်ကဦးရှိမြန်မာတပ်ဖွဲ့တစ်ခါမှမရှိဘူးလိုက်ကြည့်တော့ခါပြားကြီးနေတော့ပတ်စံကြီးချိတ်ဘာချွဲဦးဖို့စိန်ကဒေါ်ကောလိပ်စိန်တို့နဲ့မင်းသမီးဟိုဘက်တက်လက်ဒီဘက်နဲ့မင်းသမီးလေးလက်နဲ့နှစ်ပါးဗျဗုဒ္ဓမတာမှာအကျုံးရလေးသမီးဟာကာမရဲ့စရဘုံကွင်းကိုကာဟာဦးရှိကသဘောကြီးကြောက်အရှင်တော်ကမော့ကြီးဝင်းထဲကဖီလီနေတက်လာမခံချဟာကိုစိန်စက်ပြောလဲကောင်းတော့9000သူ့မရဖြစ်ကြတယ်ပေါက်လာပြီလေဘုဘတွေအဲ့လောက်ကောင်းတယ်သူအခုအဲ့ဒါမျိုးတွေသိမရှိတော့ဆက်မှာအများကြီးဓာတ်ပညာတွေလျှောက်ပြောရင်ကျွန်တော်3နိုင်တော့ပြောတော့မဟုတ်ဘူးမင်းသားပညာမင်းသမီးပညာလူရှင်တော်ပညာအဲ့ဒါမင်းသမီးဆိုလို့ရှိရင်ပုံမွေးမပေါ်အောင်ဆိုလူကလူဝတ်နေပြီးဆက်ခန်းရှိတယ်ပို့မိမသားပြီးနောက်ပို့ပို့တာမွေးမိမခလေးမွေးတာမိမခလေးမွေးတယ်ဆိုတော့ခင်ဗျာရက်ထဲမွေးတယ်နဲ့ဇက်ထဲမွေးတာမတူဘူးဇက်ထဲမှာစာနဲ့ပေနဲ့လင်္ကာပတ်သားနဲ့မွေးတာရက်ထဲမွေးတာကကျွန်တော်အိမ်သားတယ်ကာတိုလစ်သေးရှိပါတယ်မြို့ပြည်သေးအဲ့မှာကျွန်တော်တို့ဖက်ဖက်သေးသွားမိမကြီးအော်နေကြဟမ်ဆရာမရဲ့နာလုံးလုံးဆရာမလွတ်ပေါင်းဆရာမရဲ့အိမ်ကမသားရဲ့လက်ချက်တွေဟောဆရာမကျွန်မဒီကလေးမွေးပြီးဒီမသားမပေါင်းတော့ပါဘူးကွာမှာပါဒါအရက်ထဲမှာဒါမျိုးမရဘူးဒါထဲမှာစာနဲ့ပေးနေပြီဗျမလူရှင်တော်လူသူပြင်ရတဲ့သူရှိတယ်မျက်နှာလေးဟမ်းမှုစားဓာတ်သုံးခေါင်းသုံးကြောင်းမျက်နှာရှိရမယ်လေအတိုးကျရှိရမယ်ဟန်ရှိရဒါလူရှင်တော်ပြတယ်ဘုရားတွေအကုန်လုံးပြောက်ဆက်ပြီးအမှန်တန်ကြုံမှာကျွန်တော်နှစ်ကွက်ပဲပြောတာမောလို့ချောင်းဆိုးတာသရွေးထွေးတယ်ချောင်းမျိုးမျိုးရှိဝင်ကြီးချောင်းတထေးချောင်းပြည်ပြည်ချောင်းဝင်ကြီးချောင်းကခန်းခန်းနာနာဇက်ထဲမှာတွေ့ပါလိမ့်မယ်ဆရာဝင်ကြီးထွက်လာတာဝကြီးအရှိဘရာဆိုဖန်ချနောက်ကမောင်တန်းကြီးမြောင်းအဟောင်းတိုင်းလူကြီးသားလူအများတို့လေဒူဒါကျွန်တော်ဇက်စာပြောလို့ရှိရင်ရွှေရင်းငွေရင်းပရင်ထုတ်တာယရနာ9ပါးဖားတွင်ငွေရင်းငရှင်းနှွေးလို့အရှင်ဒူအရိမလှန်သက်ကြတီလုံးသားဓာတ်သက်ကြဆယ်ပြားသုံးလေးဖိလိသက်ကြကလေးတွေကစားတဲ့တစ်ခုဆယ်ပြားသက်ခုသက်ကြသက်ကြယရနာပေါင်းစုံရဒူတောင်မူဒီဘုရုမာဒီကနေ့ကရာဒီခေါ်ပြီးဖယ်ဒီဖြီးပြေကလာဒီခြာလူကြီးခီးတရားပနာလေးတော့သရိုးတီတီတို့မှတွတ်ဘယင်ကိုအမိန်တော်မှတ်လိုက်ပြီယူဒီအမိန်တော်ကိုနေရကနေရလို့ဆင်းနာခံညလမ်းမရလူများမြောင်းနေဆင်းညဒူရင်ကိုရာသမန်ရှာရင်ပြင်းဝဲရှာတယ်နာသွားလိုက်အမိန်တော်ဒူဒါဝင်ကြီးချောင်းနော်တသေးချောင်းကြတော့ဘလို့တသေးချောင်းကြတော့အဟိုးအတန်ထွက်တာသူကတသေးဆိုတော့ဗျတိုက်တန်ဟိတ်ဘဝင်နေတော့ဟိုးတီဗီချောင်းကပြပါလားဟောတယ်တီဗီချောင်းတဲ့စမချောင်းဒါပတ်နိုင်ရချောင်းအဲ့လိုပဲသရွေးထွေးတန်ရင်မလွယ်ဘူးစပ်ပြီမလွယ်တကယ်လို့ကြည့်မှာတကယ်သိဥမာကုသသာဖပဝိရဟမ်အသင်ကုသအသင့်လို့ကြောက်ပေါ်မှာဘယ်လိုဖြစ်နေမျက်နှာဟမ်အသင့်လို့နာနာတိကိုစသနာနဲ့မွေ့ထားလို့မျက်နှာကိုကျွန်တော်မချစ်နိုင်ပါဘူးဖွီးအတန်တရားနာတော့ဖွီးဆိုတဲ့အတန်ဖွီးဆိုတဲ့အတန်အဲ့ဒါညွန်ရှာဆက်ထုတ်တယ်ဖွီးလို့ဖွီးအဲ့တော့ကုသဝါလို့ကချွတ်တော့ကုသနောက်မှာပွာလာတယ်ကျွန်တော်ဇက်ထဲမှာလက်ဆွဲလို့လူရှင်တော်လက်ဆွဲကသူ့တခင်အဲ့လိုပြောပါမလားဆိုတော့ပပဝရီကိုပြန်ချွတ်ဟမ်အတင်ပါအတင်ဟောဘယ်တော့လာအတင်အသားဖြူလို့ဆိုတာကြောက်ဖြူသားကိုထုံးထုတ်တာလို့ပါထွက်အဲ့လိုက်ပြောင်တာပပဝရီကထွက်ဒါအတန်ကြီးမလို့မပရာဓမ္မလားမပရာအဖေတစ်သေးဘယ်လိုတွေ့ဟမ်အချင်းမိဗလားညီကျွန်းတော်တော့မှယူရဲ့ဟမ်ညီဘွားတော့ရှေ့လျှောက်ပြီးလူနဲ့ညိတ်တော့ပါပဲညီဟာကျုပ်ဂျင်နာလဲလေကြီးဖွင့်ဘယုနာတော့ဖွင့်ဂျင်နာလို့ရင်မတ်ဖွင့်အရက်သမားဘယ်လိုတွေ့လဲကျွန်တော်ဘာသာရေးသမားပါကျွန်တော်ငယ်ငယ်လေးကဒီသုရမီရိယဘုရားရှင်မတော်တော့ခက်တာရှင်မန်းတွေမှာကျွန်တော်ပြတ်တာ3တုပ်မျက်လုံးပြမယ်မြင်ပါပြီအထိတ်တုံးမှပြန်ခဲ့ပါသတိတုံးကြောက်တယ်နော်အဲမျက်လုံးပြမယ်မြင်ပါပြီမှာအရက်သမားကတခန်းပါဆိုအရက်သမားသရွေးထွေးတယ်ဘလို့ထွေးတယ်ကျွန်တော်လည်းရက်တော့တဲ့ကောင်ကျွန်တော်ဆစ်လိုက်တော့တော့ဆိုခွာချကျွန်တော်လေးကမှရှိတယ်ကျွားလေးကကျွန်တော်မင်္ဂလာကန်းထိပ်ရက်ပြီးတာရှိ
ရဲပြည်တယ်မှာထိုက်ကားသမားတွေညနေကျထိုက်ကားသိမ့်ပြီဆိုတဲ့ချိန်ကျသူတနေ့လုံးနင်းတာပန်းမျိုးထိုက်ကားသမားတွေသရွေးထွေးတဲ့ပုံစံမျိုးရဲသမားထွေးတာမှတ်ထားဒီကောင်လေးတောက်တယ်ကျွန်တော်သွားကြည့်ဟိုတွေကဆရာဝင်းမတောက်တိုက်ပါတော့မင်းတို့မှလေးတာကျွန်တော်နမူနာလုပ်ပြဟေးကိုယ်ပတ်သားနဲ့ကိုထိုက်ကားဆွဲလို့ရတဲ့ပတ်သားနဲ့တောက်တာပါဟမ်ဒီမင်္ဂလာနဲ့မှရှိတဲ့ကောင်လေးဘယ်ခွေးမှလူမထင်ဘူးကဖေးသွေးမပါဘူး။ဟိုကအဲ့ဒီသွားကြည့်ကြရသမားတွေထွေးတာ။တွေထွေးတာအတမတူ။ဒါပညာတွေတော့ပညာကနေတော့ဒါတော့အသေးပွဲလေးတကြီးလေး။နောက်ဇတ်ထဲမှာအမနာတနာတဲ့ကောင်းတဲ့လူရန်တတရားရှိ။အဲ့ဒါလူချင်းဒီလေး။သူကစောင်းမြင့်မကတ်ကောင်းလို့။သူကအောက်ကစောင်းမြင့်ကလေသူ့မှာအမှုပညာအောင်မြင်လေး။ဒီလူချမ်းကောင်းလို့ရှိရင်အောက်ကပြောင်းမှုရိုးနဲ့ပြစ်လိုက်အဲ့ဒီပြောင်းမှုရိုးကိုဖြုတ်မကြည့်ပြောင်းမှုရိုးလေးယူပြီးဇက်ဖြာသွားပြဇက်ဖြာကျွန်တော်ဒီညပြုံးဆောင်တော့ပြောင်းမှုရိုးတလို့ရဟာမင်းပညာတော်လာပြီညာကြီးတစ်ထည်တိုးနောက်တနေရာသွားတယ်နောက်ချီချောက်အပြားကြီးနဲ့ကောက်ပြစ်တောင်းအဲ့ဒါကြီးဖြုတ်မကြည့်ဘူးသွားပြဇက်ဖြာကျွန်တော်တို့ကနှချီးတော့ကြီးနဲ့အဖြစ်ခံရတယ်ဟာမင်းပညာပိုးတော်လာပြီညာကြီး15ချက်ယူနောက်တနေရာသွားတယ်ဘဇွန်ကျစ်စာတွေနဲ့ထုခံအဲ့ဒါကြီးပိုက်ပြီးသွားပြဆရာကျွန်တော်တို့ကအဲ့ဒါဆိုရင်20တုပ်ဒီလိုလားအဲ့လူချင်းတနာမှုစိတ်ကောနောက်ရှင်းခက်ကလူရှင်တော်အခုလူရှင်တော်တွေဗီဒီယိုခိုက်ကြည့်ကျွန်တော်ရည်ကြီးနေတယ်တကယ်ရည်နေဘာလို့ကျွန်တော်ကိုယ်တိုင်ခြေပန်းတွေမှာသင်ပေးခဲ့တဲ့လူရှင်တော်2ယောက်ရှိတစ်ယောက်ကအောင်ကျော်တဲ့မန်းလေးမှာရင်းတော်ဖြစ်တစ်ယောက်ကခဏဗီဒီယိုလောကမှာချမ်းချမ်းတော်ဖြစ်အဲ့ဒါတိမ်ညွန့်ဒါကျွန်တော်လက်ထွက်လူရှင်တော်တွေကျွန်တော်ခြေပန်းတွေရင်တော့လူရှင်တော်မှာရှင်းခက်ကထိုင်ပြတဲ့ထားပြတဲ့မျိုးရှိဟာပြောလို့ရထိုင်ပြက်သလားဟိုဘက်တယောက်ဒီဘက်တယောက်တင်ကလေးစိတ်ထိုင်ပြီးတော့မထဘဲနဲ့ပြောနေအဲ့ဒါပညာသိကြီးခါတာထားပြက်ဆိုတာမတ်တက်ရက်ပြီးတော့ဟာတယောက်တယောက်စက်ကူလေးနဲ့ရိုက်လိုက်ဟာခုံကန်လိုက်အော်တော့အောက်ကလိုက်ရိုက်တိုင်ဖက်တဲ့အောက်ကိုခုံချအဲ့ဒါကထားပြက်အဲ့ဒါပညာလူအဲ့ဒီကောင်ကြီးကြတော့ညာကြီးကိုထားပြက်ကိုတည30ပေးဟိုတော့ပတ်ချာထိုင်ပြက်ကို15ချက်ပညာရှိထိုင်ပြက်ပြီးအောက်ကဒီပြောနေတဲ့ရင်းနေအဲ့ဒီပညာပြောက်သွားကြဟိုတလောလေးကမသိတော့ကြာပါပြီတလောလေးဆိုတော့ဝစီယာမှာဇက်ကိုလူတွေလက်ခံအောင်သုံးနိုင်တဲ့ဟိကမယ်ဆိုကတော့လူမလာဘူးကြခက်တယ်ကျွန်တော်တို့ကတော့ဇာသမားကြီးဆိုပြကွေးရလာဆောက်ရှော့ပါနေတိုင်းနေသွားဆောက်ရှော့အဲ့ဒါမှတနေ့ကိုစိန်ရိုးလို့ထိုင်ပြက်ပညာနဲ့တော်တော်ရှားပါနေပြီကိုစိန်ရိုးသတင်းစာဖတ်တယ်အဲ့ဒီမှာသတင်းစာမရှိဟမ်မော့ဆယ်ရက်တည်းလာလိုက်တဲ့ခါမှာအောက်ကဘလူးကဘရီနောက်တည်းကဘရီဟာတရင်ကောင်းတယ်ရန်ကုန်တိုင်းဗဗေဒမြို့နယ်တွင်မေသီလိုက်နှစ်ပါးမိမအောင်ဆောင်မှုဖြင့်သက်ဆိုင်ရာအရေးယူထားခြင်းသူကမျက်နှာကြီးရှူပြီးခံထားတာအုံနဲ့ရန်ကုန်တိုင်းစိုင်မြို့နယ်တွင်မီးလောင်မှုဖြစ်ပွားရာရက်ွက်မိသားအဖွဲ့ကျိုးပန်းမှုကြောင့်တရက်ွက်လုံးပြာကျသွားခြင်းသူပြာများကိုစီးပွားရေးလက်မြင်သူများကအိုးတိုက်ခွဲပြာဖြစ်ရောင်းစားခြင်းအဲ့ဒါထိုင်ပြက်ပြထိုင်ရင်းနဲ့ပြောနေသွားစီပြောနေတာကျွန်တော်နှိမ့်အောင်ရန်ကုန်တိုင်းပဇွန်တော်မြို့နယ်တွင်ကိုယ်လေးတစ်ပါးတပိတ်တွင်း၌တနတ်တွေ့ရှိရာသက်ဆိုင်ရာကတစ်ဖေးကြည့်တော့ကထိုတနတ်မှာတည့်သီးတနတ်ဖြစ်နေခြင်းအဲ့ထိုင်နေတယ်ညာပြောက်ကုန်ပြရတာသက်သေးပါအဲ့ဒီပုံနာလူရပုံနာယူဆောင်မြကခံပုံနာကြည့်တယ်ပုံနာရှုဇက်ထဲမှာဆက်လို့ရှုကြည့်တယ်မဟုတ်ရှုပုံနာရှုอ่ะဒီလိုခဏတော့ကျွန်တော်ခုပြောတော့ face to face eye touch ကိုသူဘေးလိုက်လို့သူကပုံနာရှုရလို့ဘေးလိုက်ကြည့်တာဒီကစောင်းကကြဟမ်သိချင်းဆုံးမှတောင်းကြီးကတ်တယ်ငဲနေတာပုံနာသူဇက်ကလေးကကျွန်တော်ဇက်ကရင်လည်းမတန်ကိုးကားတွေဖြစ်တယ်ပုံနာရဲ့မင်းသားရဲ့မင်းသမီးရဲ့လိမ့်ရှင်တော့၃ယောက်ပုံနာတိတ်ဆက်ပုံနာခါဒီပဲတစ်ခက်၄လုံး၆ပဲဟမ်သိချင်းဆုံးမှတောင်းကြီးကတ်နေမျက်နှာမှာဖက်နေကြည့်ရိုက်နေကြသိနေကြအမလီဘုံလိုကြီးချမ်းသာပြီးတော့ချမ်းသာပြီးဟမ်ဘာချမ်းသာပြီးနေသိနေဘူးနေတဲ့ပွင့်ငိမ့်နေတဲ့အချိန်မင်းသားရဲ့လုံးလို့ကောင်းဟာမင်းရဲ့လုံးလို့ကောင်းပုံနာနှိမ့်သက်တဲ့အချိန်ကောင်းတဲ့အချိန်လူပြောက်ဒုကြီးကြီးကန်ဇက်ကောင်မတက်ဟာအမကျွန်တော်ဇက်ထဲမှာဒါရိုက်တာလုပ်တယ်ဆိုရင်ကျွန်တော်မဝင်ရဒီခွင်နဲ့တက္ကစီမျိုးရှိရသေုပ်ဆောင်မရှိ
ကျွန်တော်ဒါလိုက်တာကားကြားရီကနေပြောနေဖျက်ဘာလို့ဒါကျွန်တော်ဝင်လို့ကျွန်တော်ကလိုက်ပါအဲ့တော့ဘာမဆိုင်ညာမဆိုင်နဲ့နှိမ့်တက်လို့ကောင်းတဲ့အချိန်မှာလုံကြီးကင်လို့ပုံနာဇက်ကုံမတက်တာပုံနာလည်းငဲလှုပ်ပြီးလန့်ထုတ်တော့ဖျက်ဟိုကောင်မလေးရောကြောက်လာကြီးချမ်းသာပေးပါဟမ်တော့ငွေကြီးချက်မှတောင်းမှနေတဲ့ရှေ့အများပြည်သူမျက်တိရှိမင်းကဘာလဲနိုင်ညှင်းတယ်ပြီးငဲမေးပါငဲမေးလေငဲတော့ဖွက်သူချဖုန်းနာပေါက်တော့မင်းသားကလည်းဘာဒါမျိုးမကြုံဘူးလို့ဘာဖြစ်တာမှမသိအဲ့တော့ဟိုဟမ်ဖေမင်းယောက်ျားမဟုတ်မင်းတို့တော့နှိမ့်ဆက်နေခံထိုးပါငါမင်းရဲ့ဒီသစ္စာနဲ့ချမ်းသာပေးပါချမ်းသာပါလဲမင်းကန်တူးလား၆လားအလကားကောင်မကွတ်သွားမင်းသားတော့မင်းသမီးကလည်းမကြုံဘူးတော့ထားရမလို့ထားအောင်ထားဆိုဟိုကောင်မဘာဖြစ်ခိုင်းပါလက်ကောင်းထွက်နေဘယ်လိုဖြစ်နင်းလေတော့နှိမ့်တဲ့တယ်မင်းသိထားတဲ့ခဏချို့ပါရိုက်ပါအမျက်ကွက်ကုတ်ပြောပါဘာနေလဲမလေးချမ်းသာပေးပါချမ်းသာနေလဲလကားကောင်မကွတ်ဖုတ်ကြမင်းသမီးကပေါ့ရှင်တော်ကလည်းလက်ဆွဲရတယ်ထားပြီးမလို့မှဖေမင်းသခင်နဲ့သခင်မတော့နှိမ့်ဆက်မင်းအဝေးကနေလေးခွနဲ့ပြည့်ပါလားမင်းကပါငိုးတယ်မင်းလည်း၎င်းကိုခွတ်ချတယ်ပုံနာအောင်မင်းသမီးတို့လူရှင်တော်ခေါင်းသွေးတွေအာဖေဦးတော်ထောင်းလဲနေတော့ဒုတ်ထောက်ဟဲ့နောက်ထပ်ဘလူမတရားလုပ်ရှင်တဲ့ကောင်ရှိသေးရောဟိုခွေးကတခွေးလေးရှိတယ်လားငါရှိမှမတရားလို့ချတာတွေ့လားလျောက်ဖောက်ွားနောက်ထပ်လုပ်ရှင်တဲ့ကောင်ကြီးဒါကြတဲ့ငါနဲ့တွေ့ကြမယ်ဆိုဘလူမှလည်းမလာနဲ့ဘာဖြစ်တာမှလည်းမသိအဲ့ဒီမှာဒီပွဲကတကြီးကလို့တကြီးကဇက်ကုံကိုတက်တကြီးလည်းပန်းအောင်ခေါင်းပေါင်းလေးနဲ့တကြီးကလည်းအရက်ပူ၄ပေလောက်ကျခွေးပေးတဲ့ဒုတော့ပဲထုံးတဲ့ကောင်နဲ့ဇက်ကုံတွေကဟေးအောင်ဟိုကောင်လည်းဟေးအောင်မင်းကဘာကောင်လဲငါတကြီးกว่าဒီပွဲကငါလုပ်တယ်ကွဩမင်းကတကြီးဟုတ်တယ်ငါကြီးဟာတကြီးဆိုရင်တာဝန်ရှိပုဂ္ဂိုလ်တွေမင်းတာဝန်ကောမင်းမတာလို့ပြေးတာမင်းလည်းကားအောင်ကောဖတ်သူချတကြီးကမှောက်တော့ဘာမှမသိတော့မှလူငယ်တွေဟိုဘက်ကတော့ဒီဘက်9ယောက်အတင်းတက်ဆွဲပြီးဒီကောင်ဒေးလာကြည့်တော့အောက်ကျတော့မှဒီကောင်အယူနေတဲ့ကောင်ဒေါက်တာအုံးမောင်တို့စီကနေပြီးတော့ဆေးခွင့်နဲ့ခဏပြန်လာတဲ့ချိန်ပွဲလာကြည့်လူချမ်းကောင်းလုံးသွားပြီးကြီးကြီးနဲ့ဖီတွေတက်လာတယ်ဒီကိစ္စငါမကယ်တော့ဒီပွဲရပဲရှိတော့ဒုရှာတော့တက်ရိုက်နောက်တောပွဲတွေဗလာပေါ့ကျွန်တော်တို့ရွှေမန်းတွေကတော့ယုံနဲ့ကတာဗလာပွဲတွေအမှန်တန်ဖြစ်ပွဲလက်ပွဲပြက်သိတ်လို့ခုမှမျက်စိမကောင်းတဲ့ဖွားကြီးတယောက်ကောင်ကြီးတို့ခွန်ကြီးကိုတက်နေအမလေးမွေတဲ့ဆိုတာအမလေးဟဲ့မွေတဲ့ဟာတန်ခါတို့စံများတို့ဖွင့်ဝေပေါက်ဝေပြန်မယ်ဆိုဟာဖျားလေးပြန်ပြက်ရံဖြစ်တယ်ပွဲပြက်ဆိုတော့တညဆရာတော်ကဖျားဝဲလို့3ညကဖတ်တဲ့ပြီးစက္ကန့်နဲ့နေပဲတတ်နိုင်တဲ့အန်တီမနဲ့တဝက်တိရေပြီးဘာဖြစ်တဝက်ကျော်တော့မှဒီဘက်ရွာကာလာသားနဲ့ဟိုဘက်ရွာကာလာသားကောင်ကြီးကြည့်တော့ဆန်ရှိဒီဘက်ရွာကာလာသားဟဲ့အောင်မင်းကငါကြီးသားကြီးကွက်ရှစ်တဲ့တွေက3ခါဘေးတိုက်2ခါနောက်က9စုစုပေါင်း10ခါကြည့်တဲ့အတွက်ဒါပဲကွာကောင်ကြီးတော့ဆက်ဖို့ဆိုဖတ်သူချဟိုကောင်မင်းကဒိုးရွာလဲပွဲလာကြည့်သေးတယ်ဒိုးရွာသားလည်းရိုက်ပြီးသိမယ်ချောင်းဆွဲချဟာချကူစိတ်တရေတွေဟာရံပြပြန်ပြီးတော့ပွဲကထင်းလို့ရတော့ကောင်ဘက်မှာတီမရထိုင်လိမ့်ကိုကောင်ထားတော့မှအပြင်ရောက်ကိုကြိုက်ဆုံးဆရာတော့သူ့ပွဲပြမခံနိုင်နောက်3နှစ်ရောက်ဆက်ကပွဲပြီးသင်္ကန်းတကောင်ကကျင်းလုံးဟဲ့ရိုက်နေတဲ့ကောင်ရံဖြစ်နေဒီရက်ကြမေတ္တာတထောအနန္တောမေတ္တာတဟကတိနာစေတတသဗ္ဗဘူလေဘူးတဲ့ဟမ်မေတ္တာထားကြကွာရံမဖြစ်တဲ့အချင်းချင်းမင်းတို့ရိုက်ဟောတော့တွေ့လာငါလည်းခမကျင်းလုံးရံဖြစ်တဲ့ကောင်နဲ့ငါကိုယ်နဲ့စစ်ခေါ်မယ်ခုပြန်ထိုင်ကိုကောင်မတွေကလေးဒိုင်းကြတဲ့ကောင်ပြန်ထိုင်လားဆိုင်းပြန်နေတယ်ဒီရိုက်တဲ့ကောင်ရက်ကကိုရက်ကိုကြောက်နေပွဲပြန်ကနေသွားတော့တစ်ဖက်မှာပွဲတာရှိတယ်ဝေးပါတဲ့ကွာဒီညကသွားတဲ့ဇတ်သမားတွေမှာဟောဒီဘုန်းကြီးလုပ်တဲ့ဇတ်သမားအတော်လုံးပဲတဲ့ကွာအေးကွာဒီကောင်ပါတီတွေပါရွတ်သွားတာတကယ်ဘုန်းကြီးတိုင်းပဲတော့သမားကြီးလားသာသနာထုံးကားနေပါလေတော့နေရာတိုင်းမှာတရားဝဲအများကြီးပါအဲ့တော့ဘုန်းကြီးတရားဝဲမှာတရားသွားနာရင်တတိတို့တကားတို့ဘုန်းကြီးတရားချတာတို့ရမ်းမခေါ်နော်တာတို့ကပါဠိစကားကောင်းတယ်ဆိုဒိတ်ဂုတ်တယ်ပေါ့ဗျဟုတ်လားအဲ့တော့ဘုန်းကြီးစကားကိုရှေ့စကားနောက်စကားအချိတ်သက်ကိုနားထောင်ပြီးတော့ခေါ်ခြင်းမှာတာတို့ခေါ်မတိုင်ဟာတာဖြစ်ဘုန်းကြီးကငါပရာဇတ်ကိုခေါ်တယ်တို့ကလို့ဖြစ်ချင်းကြောင့်ကိုဒါအကိုမွေကြိုက်လေတော့တတိတို့ဒါတို့ဘယ်နဲ့သူများမွေကြိုက်ခါတာကောင်းတယ်ကောင်းတော့ကိုကြိုက်ခံကြီးကကောင်းလားမကောင်းလားသိပါဟမ်ဘုန်းကြီးကဆက်ဟောတယ်မပရာသည်
တာကြီးရင်နေသားငယ်ဆိုရှိသောအခါစိတ်နှလုံးသွက်သွက်ခါအောင်ယူနောက်တဲ့ဖြင့်ဓမိန်ကိုခွင်းလုံးချွေချချလိုက်လေတော့တတိတို့သာဘယ်နဲ့သူများရှက်ခွဲတာကောင်းတယ်ကိုယ်တိုင်ပစိုးကျွကြကကောင်းတာမကောင်းတာသိဘုရားကကျွန်တော်တို့တာယာပြီးဆရာတော်ဦးညေရဓမ္မဂတိကအကျော်ဆရာတော်တရားတစ်ပုဒ်ရှိတို့တွေမှာခေကျမအလုံးထိုးလာတဲ့ဖြင့်ဩကျွန်မျိုးကြီးဖြစ်ရလေတော့တတိတို့သာဘယ်နဲ့ကျွန်ဖြစ်တာမကောင်းလို့လွတ်လိုက်ရအောင်ကျွန်တော်တိုက်ခဲ့အဲ့တော့တာရုခေါ်တာအတအခေါ်မတိုက်ဟာသာဖြစ်ပါတယ်လို့ပြောရင်လည်းကျွန်တော်ရည်ရပေးချင်းအပိတ်ကိုကျွန်တော်အမတန်လေးစားခံထားတဲ့ပုဂ္ဂိုလ်တစ်ပါးရှိပါတယ်။တစ်ပါးဆိုတာလူပုဂ္ဂိုလ်မဟုတ်ဆိုသိလိမ့်မယ်။ဉာဏ်ဉာဏ်ဆရာတော်ဦးသတိလာတရားအပိတ်နဲ့ကျွန်တော်ပိတ်သိခဲ့။တစ်ပါးလုံးမှာမြတ်တာချမ်းသာကိုယ်စိတ်နေပါလေ။ဒီနေ့ကြွလာရကုန်တော့ဟလားကုမ္ပဏီကဝန်ထမ်းများမိတ်ဆွေများအားလုံးချမ်းသာကြပါစေ။ဒီကုန်းချိုးကြပါလေ။အာတာကြီးဟောသမျှပြောသမျှတွေကသဘောမကျအဖြစ်တွေကြရင်ခြေသေးဖုံမုန်းတယ်နေတယ်ဒီလိုနေရာဂေဟာဌာနသူနိဗ္ဗာန်တူသိခိုင်းရတာမပြန်ညနေဟုတ်မပြီးသေးဘူးလူတန်းလူမိသားရဲ့ခြေကဖျက်လိုက်မပြီးရတဲ့ဝေးရကများနေတော့ဖြစ်သလားခြေကလည်းညပ်ပြီးကိုယ်သိနေပြချမ်းသာသွားဖြင့်ပန်းသွားမသွေးနောက်တစ်ပိုင်းအတွက်ဆက်လက်ပြီးထိုင်ကနေကြထိုင်ကြစေကုန်တည်းလောဝတာ